အဲ့ဒီဒေါသတွေဖြစ်လာပြီဆိုရင်မြတ်စွာဘုရားကအယုတ်ဆိုးစီတွေ့စီဆင်းရဲကိုကျိုးနေပြီပြက်ကွဲစည်းစိမ်ချွေရမိန်လျက်မိတ်ဆက်ပြက်လက်အပေဖြစ်မင်္ဂလာပါဓမ္မသိတ္တ channel မှာနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်တရားရှိခိုးနာယူကသူများအားလုံးစိတ်ချမ်းသာခွန်ကိုကြီးကျက်မှာခွန်နဲ့ပြည့်စုံကြပါစေရန်သူကြိုက်ကိုမုန်းတဲ့ရန်သူတွေကကို့ပေါ်မှာဖြစ်စေခြင်းနဲ့ဆိုးရတဲ့ဆန္ဒတွေရှိတယ်အဲ့ဒီဆန္ဒတွေကိုရန်သူတွေကတကယ်တမ်းကဖြစ်အောင်လုပ်နိုင်တာမဟုတ်ဘူးဒါပေမဲ့ကိုကဒေါသထွက်မယ်ဆိုလို့ရှိရင်အဲ့ဒီကိုရန်သူတွေကကိုကိုဖြစ်စေခြင်းနဲ့မကောင်းတဲ့အချက်တွေအဲ့ဒီဒေါသဖြစ်အောင်လုပ်သွားတာလို့အဲ့လိုတော့မြတ်စွာဘုရားဟောတယ်အခုမေတ္တာတရားကအဲ့ဒီဒေါသနဲ့ဆန့်ကျင်ဘက်တတ္တဝါတွေရဲ့ပုံမှာအလိုမကျတဲ့မုန်းတီးတဲ့သဘောထားရဲ့နေရာမှာတတ္တဝါတွေကိုချမ်းသာစေခြင်းတဲ့သဘောထားလေးပြောင်းတယ်အဲ့ဒါလေ့ကျင့်မှရမယ်နော်ဒေါသဖြစ်ဖို့ကတော့လေ့ကျင့်စရာမလိုဘူးစိတ်တိုင်းမကြတဲ့ဟာတွေ့လိုက်တာနဲ့အလို့လျောက်ဒေါသကဖြစ်ပြီးသားပဲငါဒေါသမဖြစ်အောင်လုပ်မယ်လို့အဲ့လိုစိတ်ကူးနဲ့ဒေါသဖြစ်အောင်တမင်တကာလှုပ်ဖူးသလားမလှုပ်ဖူးပေမဲ့လို့ခဏခဏကိုဖြစ်နေဟုတ်လားခဏခဏဖြစ်တော့စိတ်ကြီးရဘလို့ဖြစ်နေတာလေ့ကျင့်ပေးနေတယ်လို့ကြီးဖြစ်ပြီးတော့ဒေါသဖြစ်တဲ့နေရာမှာဒီလူတွေဟာအလွန်မှကျွမ်းကျင်တဲ့ပုံကိုယ်တွေဖြစ်ဟုတ်လားစိတ်တူဖို့အတွက်သင်ယူစရာမလိုလေ့ကျင့်ပြီးသားလို့ဖြစ်နေတဲ့အတွက်ကြောင့်ထစ်ကနေရှိရင်တူပြီးသားပဲမေတ္တာကြတော့အဲ့လိုမျိုးမဟုတ်ဘူးမေတ္တာဖြစ်အောင်လည်းပဲဘုန်းကြီးတို့ကအလေးအချင်းရလဲအလွန်မှနေတယ်မေတ္တာတရားရဲ့အကြောင်းကိုနားလည်အောင်သိပြီးတော့လေ့လာလိုက်စားတာလည်းမရှိဘူးမေတ္တာဆိုတာဘာလဲမေးလိုက်ရင်တိတိကျကျပြောတတ်ဘူးအဲ့ဒီမေတ္တာစိတ်ထားဘလောက်စွမ်းတယ်လဲဘလောက်တတ္တဝါကိုချမ်းသာစေတယ်လဲလို့မေးရင်လည်းအများကြီးမပြောတတ်ဘူးမေတ္တာနဲ့ကိုယ်နဲ့ယဉ်ဒီကျွမ်းဝင်မှုရှိအောင်ဘုန်းကြီးတို့တွေကဘာမှလုပ်မထားဘူးအဲ့ဒါလှုပ်ထားတဲ့မြတ်စွာဘုရားကမေတ္တာတရားဟာတတ္တဝါကိုဘလောက်ချမ်းသာမှုတွေဖြစ်စေနိုင်တယ်လဲဆိုတာကိုငါလွဲလို့ဘယ်သူမှအကုန်မသိနိုင်ဘူးအလောက်ထိကြီးမားတဲ့စွမ်းအားအာနိသင်ဖြင့်တတ္တဝါကိုကာကွယ်ဆောင်ရှောက်နိုင်စွမ်းရှိတယ်ခုဘုန်းကြီးပြောနေတာကမေတ္တာရဲ့အဓိပ္ပာယ်လေးကိုပြောနေတာမေတ္တာဆိုတာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ထားလေးကိုပြောတာဘာလို့လားတောင်းတချက်မှမပါဘူးကောင်းစေခြင်းယုံတက်ကလေးအလွန်ဖြူစင်တယ်အလွန်ငြိမ်းအေးတယ်အဲ့ဒါကိုပို့ပြီးတော့နားလည်အောင်ဘလို့စိတ်ထားလေးတော့တူရီသောသားကိုမိခင်ဟာစောင့်ရှောက်တယ်လို့မျိုးမိခင်ဟာချစ်တယ်လို့မျိုးနားမလဲကြရှိသလားမရှိဘူးနော်ကိုယ်စိတ်ထဲမှာကိုမိဘကိုအလွန်ချစ်မယ်ဒါမှမဟုတ်ကိုညီကိုမောင်နှမတွေကိုချစ်မယ်ကိုယ်စိတ်ထဲကအလွန်ကိုချစ်ရတဲ့လူမျက်နှိုးရတဲ့လူသူ့ကိုအလွန်ကောင်းစေခြင်းနဲ့ဆိုရင်လည်းပဲအဲ့ဒါကိုဥပမာပေးလို့ရပါတယ်ကျန်တဲ့လူတွေရဲ့အပေါ်မှာလည်းပဲအဲ့ဒါလိုမျိုးချမ်းသာစေခြင်းနဲ့ကောင်းမွန်စေခြင်းနဲ့စိတ်ထားကလေးထားပေးရမြမနဲ့လူတတ္တဝါဟူသည်များတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နဲ့ပြချမ်းသာချမ်းသာကြပါစေဒီဆိုရိုးလေးကိုဘုန်းကြီးကရစေခြင်းမြမနဲ့လူအပေါ်ကနေဆင်းလာနော်စိတ်ထဲမှာအာယုံပြုတယ်ပေါ့နော်မြမနဲ့လူတတ္တဝါဟူသည်များတို့သည်အပေပုံသားတွေကုန်ပါသွားပြီနော်ဘေးရန်ကင်းကွာကိုယ်စိတ်နဲ့ပြချမ်းသာချမ်းသာကြပါစေတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်မွေးပြီဆိုရင်တတ္တဝါတွေချမ်းသာဖို့ဘေးရန်ကင်းဖို့လိုတယ်ဒါကြောင့်ဘေးရန်ကင်းပါစေလို့အရင်လုပ်တယ်ဟုတ်တယ်ဘဝမှာတကယ်တမ်းအရေးကြီးဆုံးကဘေးရန်ကင်းဖို့ပဲဘေးရန်ကင်းနေတဲ့အနေအထားမျိုးမှာဘေးရန်ကင်းဖို့ဟာအလွန်အရေးကြီးတယ်လို့မသိတာပေမဲ့လို့ဘေးရန်မကင်းတဲ့အနေအထားမျိုးမှာနေရမယ်ဆိုရင်ဘေးရန်ကင်းဖို့ကနံပါတ်1အရေးကြီးဆုံးပဲကျန်တာနောက်မှာဟုတ်တယ်မဟုတ်လားပြီးမှကျမ်းမာရေးကောင်းဖို့ပြီးမှစိတ်ချမ်းသာဖို့အစဉ်အတိုင်းလေးပဲအဲ့ဒါမေတ္တာတရားကိုကိုယ်တန်တန်မှာတကယ်ကြီးမားလာအောင်ထူထောင်ခြင်းနဲ့မေတ္တာစိတ်ထားတို့ဖြင့်ကိုယ့်ရဲ့ဘဝလေးချမ်းသာမှုအမျိုးမျိုးရရှိစေခြင်းနဲ့ဆိုလို့ရှိရင်ဒီမေတ္တာဖို့ဆိုရိုးလေးကိုရအောင်ကြက်မှတ်ပြီးရင်စိတ်ထဲကစိတ်ပါလက်ပါဒီရွတ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုစိတ်ညွတ်ပြီးတော့တစ်ခေါက်ဆိုပြီးရင်ပရိသေစိတ်ချတရက်ကိုပရိတစ်ပတ်လောက်ရအောင်လုပ်ကြည့်တစ်လလောက်လုပ်ရင်ဒီလူတွေရဲ့စိတ်ထဲမှာအလွန်ထူးခြားတယ်ဆိုတာကိုလက်တွေ့ခံစားချက်အနေနဲ့တောင်မှသိနိုင်လိမ့်မယ်ထူးခြားတယ်ဆိုတာဘာတွေဖြစ်မယ်ညာတွေဖြစ်မယ်ဆိုတာကိုရည်ရွယ်ပြောတာမဟုတ်ဘူး။ဩဒီလိုစိတ်လေးထားပြီးတော့နေရတာ
အလွန်မှမြင့်မြတ်ပါလားလို့ကိုမြင့်မြတ်တယ်လို့လုပ်ပြီးတော့တွေးတာမဟုတ်ဘဲနဲ့တကယ်ခံစားလို့ရတယ်ငါအဲ့ဒီအချိန်မှာမြင့်မြတ်တဲ့အလုပ်ကလေးကိုလုပ်ပြီးတော့မြင့်မြတ်တဲ့လူတစ်ယောက်လေးပါလားငြိမ်းအေးပါလားအလွန်မှဒီနေနီးထိုင်နေလေးကစိတ်ကိုတတ်တာရစေပါလားချမ်းသာစေပါလားဆိုတာလက်တွေ့ခံစားလို့ရတယ်ဟုတ်လားကိုဟာမြင့်မြတ်တဲ့လူတစ်ယောက်လို့ပြီးပြင်းသိခွင့်ရတာအလွန်မှစိတ်ထဲမှာအားရှိတယ်စိတ်ဓာတ်ကြတာတွေအားငယ်တာတွေလွယ်ဝင်လာစရာအကြောင်းမရှိဘူးလူတွေကသူများကိုအလွန်ထင်ကြီးပြီးတော့ဒီလူကလူတော်တစ်ယောက်လူကောင်းတစ်ယောက်စင်ကြယ်တဲ့လူတစ်ယောက်မြင့်မြတ်တဲ့လူတစ်ယောက်လို့ဝိုင်းပြီးတော့ထင်ကြမယ်ဆိုရင်အလွန်ကျဉ်တတ်မယ်ပေါ့နော်သူများကိုအဲ့ဒါလိုလဲထင်စေခြင်းညတယ်သူများရဲ့လေးစားမှုတန်ဖိုးထားမှုရခြင်းညတယ်တကယ်လို့ရမယ်ဆိုလို့ရှိရင်လည်းအလွန်မှကျဉ်တတ်တယ်မရအောင်လဲလုပ်ကြတယ်သူများကိုလေးစားတာနဲ့ကိုကဘာဘူးလို့နေတာထိုင်တာကြီးရှိပြီးတော့အလွန်ကောင်းသွားတယ်ခံစားချက်ကိုရတယ်လေစဉ်းစားတယ်ကောင်းတကယ်ဆိုလို့ရှိရင်ကိုလေးစားတာကိုတန်ဖိုးရှိတယ်လို့ထင်ပြီးတော့တန်ဖိုးတကယ်ထားလိုက်တဲ့အနေအထားကကိုယ့်အတွက်ပို့ပြီးတော့ကောင်းတယ်သူများလေးစားတာတဲ့ကိုပို့လေးစားတာကကောင်းတယ်အဲ့ဒါကပို့ပြီးတော့တောင်းအားရှိအဲ့ဒီအခြေအနေကိုမေတ္တာတရားပွားရင်ဖြင့်တိဆောက်ယူလို့ရတယ်လုပ်ကြည့်နော်ပြမနဲ့လူတတ္တဝါဟူသမျှတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေစိတ်ပါလက်ပါလေးတစ်ခါလို့ရင်ပရိဒပတ်ပရိဘာလို့ကြိုင်ခိုင်းလုံးဆိုတော့108ခေါက်လောက်အနည်းဆုံးလှုပ်ဖြစ်သွားအောင်လို့အဲ့ဒါတစ်လလောက်အဋိဌံလေးဝင်ပြီးတော့လှုပ်ကြည့်လိုက်ကိုယ့်ရဲ့စိတ်ကိုမေတ္တာတရားတို့ဖြင့်နော်မြင့်မြတ်တဲ့အနေအထားလေးကိုရောက်နေတယ်ဆိုတာကိုကိုယ်တိုင်ခံစားလို့ရတဲ့အဆင့်ထိရောက်အောင်လုပ်ကြည့်လိုက်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဒီမေတ္တာစိတ်ကကိုယ်ဘလို့ချမ်းသာမှုဖြစ်စေမလဲဆိုတာအံ့ဩဖွယ်ရာကိုယ့်ဘဝရဲ့အပြောင်းအလဲကိုဘုန်းကြီးကတွေ့ရလိမ့်မယ်လို့ပြောနိုင်တယ်ဘာလို့ဆိုအကုန်လုံးကအစွမ်းတတ္တိထက်မြက်တဲ့အရာကိုကိုယ်တန်တန်မှာဖြစ်အောင်လှုပ်ထားလိုက်တဲ့အတွက်ကြောင့်ထက်မြက်တဲ့အကျိုးရလဒ်ကိုတေချာပေါက်ရရှိမှာပဲ။ရသော်ဘုရားဒီစိတ်ထားကလေးအခုဘုန်းကြီးပြောတာကကောင်းတဲ့စိတ်ထားကလေးထားခိုင်းတာ။အဲ့ဒီကောင်းတဲ့စိတ်ထားလေးမှာစွန့်ရည်တတ်တည်ရှိတယ်။နာတမတာပိတာကိတာအင်ဂျင်ဝါပိစညာတကတမပနိဟိတံစိတ်တံတေယသောတံတတောကရီအလွန်ချစ်တဲ့မိဘတွေဆွေတွေမျိုးတွေညီကိုမောင်နှမတွေနမိတ်ဆွေတွေပေါင်းသင်းတွေကမပေးနိုင်တဲ့ချမ်းသာဒုက္ခမျိုးကိုထားလိုက်လို့အလွန်မှဖြူစင်တန်ရှင်းမြင့်မြတ်တဲ့ကိုယ့်ရဲ့စိတ်ထားကောင်းလေးကပေးနိုင်တယ်လို့ရသော်ဗျာအဲ့လိုမြင်တယ်တစ်ဖက်မှာလည်းပဲဒီသောတိတံယန္တကိတာဝေဒီဝပါဏဝေဒီနမိစ္ဆာပနိဟိတံစိတ်တံပါပိယောနံတတောကရီမုန်းတဲ့ရန်သူတွေကအချင်းချင်းဒုက္ခပေးတာနှိပ်စက်ကြတာတဲ့ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကကိုယ့်ကိုပို့ပြီးတော့ဆင်းရဲစေနိုင်စွမ်းရှိတယ်လို့အဲ့လိုလည်းပဲမြတ်စွာဘုရားမြင်ပြတယ်ရန်သူတွေကနှိပ်စက်တာတဲ့မကောင်းတဲ့စိတ်ကပို့ပြီးတော့နှိပ်စက်နိုင်တယ်ဒါကမြတ်စွာဘုရားပွင့်လာမှမကောင်းတဲ့စိတ်ကောင်းတဲ့စိတ်ရဲ့တတ္တဝါရဲ့ပုံမှာဆင်းရဲစေနိုင်စွမ်းချမ်းသာစေနိုင်စွမ်းဒီအစွမ်းတတ္တိတွေကိုဘုန်းကြီးတို့ဟာပြပြပြင်းသိခွင့်ရတာဒါကိုအခွင့်အရေးတစ်ခုလို့နားလည်ပြီးတော့ငါ့ကိုဆင်းရဲစေမဲ့မကောင်းတဲ့စိတ်တွေနေပါစေရမယ်ငါ့ကိုချမ်းသာစေမဲ့ကောင်းတဲ့စိတ်တွေများပြားစေရမယ်အခုကောင်းတဲ့စိတ်ထဲကမှမေတ္တာစိတ်ထားဟာအထွတ်အထိပ်ပဲသူကအလွန်ကောင်းတယ်အလွန်စွမ်းတယ်လို့မြတ်စွာဘုရားဟောတယ်အထူးသဖြင့်ဘဝမှာဘေးတွေရန်တွေအန္တရာယ်တွေကင်းကွာပြီးတော့လုံခြုံတဲ့ဘဝလေးတစ်ခုဖြစ်ဖို့အတွက်ကာကွယ်စောင့်ရှောက်နိုင်တဲ့စွမ်းရည်တတ္တိမှာမေတ္တာကိုမှီတာဘယ်ရာမှမရှိဘူးအကောင်းဆုံးပရိတ်လို့ရှိသူတော်ကောင်းတွေကအဲ့လိုနာမည်တက်တယ်ပရိတ်ပရိတ္တဆိုတာအယံအတားနော်ကိုယ့်စီကိုမကောင်းတာတွေဆင်းရဲတာတွေပူလောင်တာတွေဝင်ရောက်နှိပ်စက်လို့မရအောင်ကာကွယ်ပေးထားတာစောင့်ရှောက်ပေးထားတာမေတ္တာတရားရသော်ဘုရားကမေတ္တာတရားတတ္တဝါကိုဘလောက်ထိကာကွယ်စောင့်ရှောက်နိုင်စွာအားကြီးတယ်လဲဆိုတာကိုနော်7မျိုးသောအကျိုးရလဒ်ကိုအစီအစဉ်တကျဖော်ပြပြီးတော့အင်္ဂုတ္တပါဠိတော်ထဲမှာဟောထားတဲ့ဒေသနာလေးတစ်ပုဒ်ရှိတယ်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင်းလက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြည်မျက်နှာသေကမတွေ့လားလေမြမဆက်တဲ့ဖြာသည်မေတ္တာပွားမှုအကျိုးတွေမဟာကြီးစောဘုရားကြီးကအဲ့တုတ်တန်လေးကိုကြည့်ပြီးတော့ဒီလင်္ကာလေးစီထားကျက်မှတ်ထားတဲ့နဲ့ရအောင်လှုပ်ထားတဲ့နဲ့
ရွတ်ဖတ်ပြီးတော့မေတ္တာရဲ့အကျိုးကျေးဇူးကိုဆင်ခြင်ကြည့်တဲ့တယ်ဘာအတွက်တော့မေတ္တာတရားကိုအကိုလိုစိတ်ထက်သန်ဖို့ဒီအလုပ်ဟာဘယ်လောက်ထိကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတယ်ဆိုတာကိုသိရင်ဒီအလုပ်ရဲ့ပုံမှာစိတ်ဝင်စားမှုကလည်းမြင့်တက်လာမှာပဲဟုတ်တယ်မဟုတ်လားအခုတော့တလားကိုနော်ရံမလောက်ရတယ်ဟုတ်လားတန်းနဲ့ချီပြီးတော့မင်းရမယ်ဆိုလို့ရှိရင်အဲ့ဒီအလုပ်ကိုဘာလုပ်မလဲစိတ်ဝင်စားမယ်ဟုတ်တယ်မဟုတ်လားလေ့လာတော့မယ်ဘာလုပ်မလဲဘာဘူးလို့တော့အကျိုးရလဒ်ကိုမြင်တဲ့အခါကျတော့ဒီအကျိုးရလဒ်ကိုရစေတဲ့ဒီအလုပ်ကိုစိတ်ဝင်စားပဲမနေနိုင်ဘူးဥထုဇဉ်ရဲ့စိတ်ဟာအဲ့ဒီတိုင်းပဲဒါကြောင့်မလို့ဒီမေတ္တာရဲ့အကျိုးကျေးဇူးကိုစဉ်းစားဆင်ခြင်ခြင်းအလုပ်ကိုလည်းလုပ်တဲ့တယ်ဘာလို့ဆိုမေတ္တာတရားကိုပွားများလို့စိတ်ကိုနှိုးဆွပေးနိုင်လို့ဟုတ်လားဘယ်နှမျိုးတောင်ရဆိုဗျာမြင်ပြတာတော့7မျိုးဒုက္ခံသုပတိဒုက္ခံပရိဘုဇ္ဇတိမေတ္တာအားကြီးလာပြီဆိုရင်ချမ်းချမ်းသာသာအိပ်ပျော်တယ်ချမ်းချမ်းသာသာနိုးထားတယ်အိပ်ပျော်ဖို့အတွက်ခက်ခဲနေတာမရှိဘူးရုန်းကန်နေရတာမရှိဘူးအိပ်ဆေးမလို့ကြည်ကျင်လင်းလင်းပဲအိပ်ပျော်သွားတယ်အားရှိပါရှိလန်းလန်းဆန်းဆန်းစိတ်ချမ်းသာလဲချမ်းသာပဲနိုးထလာရတယ်မလွယ်ဘူးနော်အိပ်ဖို့အတွက်ဘယ်လောက်ကြိုးစားရတယ်လဲလို့ကိုယ့်အကိုစီစစ်အိပ်မပြောတာတွေများလာပြီဆိုရင်ကိုယ်စိတ်အခြေအနေယွယွနေပြီဆိုတာကိုနားလည်ဖို့လိုတယ်ငါစိတ်ကိုငါပြုပြင်ဖို့လိုလာပြီနော်အိပ်ဆေးကိုအာမကိုးတယ်နော်ဟုတ်လားစိတ်အခြေအနေကနော်ကြည်လင်တဲ့စိတ်အေးချမ်းတဲ့စိတ်ကလေးနဲ့ချမ်းချမ်းသာသာနော်အဖြစ်များနေမယ်ဆိုရင်တဏှီကုံအလုပ်လို့ပင်ပန်းနေတာညမှာအိပ်ဆက်ဖို့အတွက်ဘာမှအခက်အခဲရှိစရာအကြောင်းမရှိဘူးအိပ်ဖို့အတွက်ခက်ခဲနေပြီဆိုရင်အဲ့ဒါကိုယ့်ရဲ့စိတ်အခြေအနေဟာဘလို့ဖြစ်နေပြီတော့တမျိုးမျိုးသောအကြောင်းကြောင့်ပုံမှန်မဟုတ်သလိုမျိုးတနည်းအားဖြင့်ဆင်းရဲမှုအစင်မပြေမှုပင်ပန်းမှုများနေပြီဆိုတော့သူအချက်ပြနေတယ်လို့ဘုန်းကြီးကတော့မြင်တယ်ဟုတ်လားကိုယ့်အဲ့ဒါမြတ်စွာဘုရားမေတ္တာအားကြီးလို့ရှိရင်ချမ်းချမ်းသာသာအိပ်ပျော်ရလိမ့်မယ်ချမ်းချမ်းသာသာနိုးထားရလိမ့်မယ်အိပ်နေတဲ့အချိန်မှာလည်းပဲယုံညံ့တဲ့ဆိုရတဲ့အိပ်မက်တွေပါလေမမက်နိုင်ဘူးတဲ့အိပ်နေတဲ့အချိန်ထိလိုက်ပြီးတော့ဒီမေတ္တာစိတ်ဓာတ်လေးကကိုယ်ချမ်းသာစေတယ်စောင့်ရှောက်ပေးနေတယ်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနတ်ဟောချစ်လျက်လူနတ်ကိုဝင်းကျင်မှာရှိတဲ့လူတွေရဲ့မေတ္တာတရားကိုယ့်ပေါ်မှာထားတဲ့မေတ္တာတရားလွယ်လွယ်လေးရနိုင်နုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိဟောလူမဟုတ်တဲ့တခြားသောတရားတွေရဲ့မေတ္တာတရားကိုလည်းလွယ်လွယ်လေးရနိုင်လူတွေရဲ့မေတ္တာထားမှုတခြားသောတရားအလုံးတို့ရဲ့ကိုယ်ပေါ်မှာမေတ္တာထားမှုမေတ္တာထဲမှာဘာတွေပါလာမလို့လေးစားမှုတန်ဖိုးထားမှုမျက်နှာမှုဒါတွေကပါလာပြီးသားအဲ့ဒါကဘုန်းကြီးတို့တရားတွေသိကြကြိုက်ကိုယ်ဝန်းကျင်ကတန်ဖိုးထားတာမျက်နှိုးတာကောင်းစေခြင်းတဲ့စိတ်တွေဖြူစင်တဲ့တန်တန်ရှင်ရှင်ကိုယ့်ပေါ်မှာရှိနေတယ်လို့သိရတာဘလောက်အားရကျင်တဲ့ဆရာကောင်းလဲဟုတ်လားအများစုဟာကိုယ်ကလည်းသူများကိုမပေးနိုင်တယ်လို့ကိုယ့်ကိုလည်းပဲဘယ်သူမှမပေးကြတာမျိုးနဲ့ပဲဘဝမှာနေကြရတာများတယ်ဟုတ်လားဘာလို့အဲ့လိုဖြစ်ရတာတော့လူလောကကြီးမှာတယောက်ကိုတယောက်လေးစားမှုမရှိဘဲနဲ့တန်ဖိုးထားမှုမရှိဘဲနဲ့မျက်နှာမှုမရှိဘဲနဲ့နေကြရတာကများသလဲလို့ဝေဖန်ကြည့်လို့ရှိရင်လေးစားစရာမျက်နှာစရာတိတ်မရှိလို့ပေါ့လေးစားစရာမျက်နှာစရာရှိရင်မလေးစားနဲ့မမျက်နှာနဲ့လို့တားထားလို့တောင်မရဘူးအခုမေတ္တာတရားကလေးစားစရာအလွန်ကောင်းတယ်မျက်နှာစရာကောင်းတယ်သူကြပါစို့တစုံတယောက်သောပုဂ္ဂိုလ်ကတတ္တဝါအလုံးရဲ့ပုံမှာမေတ္တာတကယ်ကိုထားပြီးတော့သူနေနေတယ်တတ္တဝါတွေရဲ့ပုံမှာဘာလိုလားတောင့်တချက်မှမရှိဘဲနဲ့ဖြူရှင်တဲ့ချမ်းသာစေခြင်းတဲ့စိတ်ကလေးနဲ့သူနေနေတယ်အဲ့လိုလူကိုဘယ်လိုသဘောထားမလဲလေးစားပါနော်။အော်တော်လိုက်တာ။တကယ်လို့ကိုကအဲ့လိုလူဖြစ်အောင်လုပ်မယ်ဆိုရင်ကိုယ်ကိုလည်းသူများဘာဖြစ်မလို့လေးစားမှာဒါမသိပဲနေလို့မရဘူး။မေတ္တာတရားကိုယူမှမျက်ကွယ်မပြုတ်နိုင်ဘူးလေလူမရှုနိုင်ဘူး။တတ္တဝါရဲ့ပုံမှာမေတ္တာထားကြည့်လိုက်။ဘယ်သူပဲဝါမရွေးဘူးအကုန်လုံးရဲ့ပုံမှာချမ်းသာစေခြင်းတဲ့စိတ်ကလေးကိုများလာအောင်လေ့ကျင့်ကြည့်လိုက်။ပတ်ဝန်းကျင်ကမသိပဲနေကိုမနေဘူး။သဘောပေါက်လားဘုန်းကြီးပြောတာ။အဲ့ဒါကြောင့်မလို့လူတွေရဲ့မေတ္တာကိုလွယ်လွယ်လေးပြန်ရတယ်။လူမဟုတ်တဲ့တခြားသောတရားတွေရဲ့မေတ္တာကိုတောင်ရမယ်လို့ဘုရားဟောတယ်အထူးသဖြင့်နတ်တွေရဲ့မေတ္တာပေါ့အဲ့ဒါရလာပြီဆိုရင်တော့ဘာဆက်ဖြစ်လာတော့ဆိုတော့နတ်တွေရဲ့စောင့်ရှောက်မှုကာကွယ်မှုကိုတောင်ရနိုင်တယ်အဲ့ဒါဘုန်းကြီးတို့သိနိုင်တဲ့နယ်ပယ်မဟုတ်တော့ဘူးနော်ဒါသိမြတ်စွာဘုရားတော့မြင်တယ်ဒေဝတာနရခန္တီနတ်တွေရဲ့ကာကွယ်စောင့်ရှောက်မှုရတယ်ဒါကြောင့်မို့လို့တိုက်တိုက်ဆိုင်ဆိုင်ကောင်းကျိုးချမ်းသာတွေနဲ့နော်တွေ့သွားတာမျိုး
ဆန်းဆန်းကျဲတဲ့ဘေးတွေရန်တွေကနေလွတ်သွားတာမျိုးဘဝမှာတခါတလေအကြောင်းရှာမရဘဲနဲ့ထူခြားတဲ့ဆန်းကျဲတဲ့ဖြစ်ရမျိုးလေးတွေတချို့တွေ့ကြကြုံကြတာရှိတယ်ဒီဒေသနာလေးနဲ့ညှိပြီးတော့နားလည်ကြည့်စရာကောင်းတယ်မေတ္တာတရားရဲ့ကာကွယ်ဆောင်ရှောက်နိုင်စွမ်းကိုဘုန်းကြီးကရသော်ဘုရားပြောခဲ့တာလေးကိုပြောပြနေတာဟုတ်လားအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနတ်စောင့်လက်နတ်များစိတ်မိသားတို့ရှောင်ရှားကိုမှာဟောအစိတ်တို့မီးတို့ဓာတ်တို့ကြောင့်ဒုက္ခဖြစ်เสียအကြောင်းမရှိဘူးတဲ့မေတ္တာရှိနေတဲ့အချိန်မှာသူ့ရဲ့စွမ်းရည်တတ္တိဟာကြီးမားတယ်ဟုတ်လားစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်တူတန်စိတ်တန်တမာရိယတိပြန့်လွင့်နေတဲ့နော်အလိုမချမှုတွေစိတ်တိုင်းမချမှုတွေတောကတွေနဲ့နော်စိတ်ကပြောင်းပြက်ခတ်ပြီးတော့ထိတ်မရသိမ့်မရအုပ်မရချုပ်မရဒီစိတ်ရဲ့နော်အမျိုးမျိုးသောအကြောင်းကြောင့်ဖောင်းပွားနေတဲ့ပြန့်လွင့်နေတဲ့သဘောမျိုးတွေဘဝမှာအများကြီးရှိတယ်အဲ့ဒီအနေအထားမျိုးကြီးကကြိုက်စရာမကောင်းဘူးတကယ်လို့သာကွာမေတ္တာကိုအလေးလာများလာပြီဆိုရင်မေတ္တာကိုပြန်ပြီးတော့အာယုံပြုလိုက်တာနဲ့မေတ္တာပွားတဲ့အလုပ်ကလေးကိုကွာလုံးနေကြဆိုရင်ကျွမ်းကျင်ပါပဲလေအာယုံပြုလိုက်တာနဲ့အဲ့ဒီစောစောကမငြိမ်မသက်ဖြစ်နေတဲ့လှုပ်ခတ်နေတဲ့ဒီစိတ်ဟာမြန်မြန်ငြိမ်ကြသွားကျန်တဲ့ကမ္မထံတရားတွေထဲဒီမေတ္တာကမ္မထံကတတ္တဝါရဲ့စိတ်ကိုပို့ပြီးတော့ငြိမ်စေတယ်ငြိမ်စေတဲ့နေရာမှာ तू အမြန်ဆုံးပဲဆိုတဲ့သဘောမျိုးပြောတာတုဝတ္တံစိတ်တံတမာရိယတိစိတ်ဟာငြိမ်တယ်ရှေ့ကတုဝတ္တံဆိုတဲ့စကားလေးထည့်ထားတယ်အဲ့ဒါမြန်မြန်ကိုငြိမ်သွားတယ်လို့ပြောတာမီးသေးတယ်ပေါ့နော်ကိုရင်နဲ့တောက်နေတယ်စိတ်မှာတောက်နေတယ်မီးရင်းနဲ့လောင်းလိုက်တာနဲ့တခါတည်းသေသွားတယ်ဒီသဘောလေးကိုပြောတာနော်တုဝတ္တံစိတ်တံတမာရိယတိစိတ်ကိုမြန်မြန်ငြိမ်စေတဲ့အစွမ်းရှိတယ်မေတ္တာတရားအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြည်မျက်နာပြီးရင်ညံကောင်းတဲ့လူဆိုတော့ရမယ်နော်ငါခဏခဏဆိုမှာဟုတ်လားရွှင်ကြည်မျက်နာမုခဝဏဝိပတိတတိမေတ္တာအကောင်းလာပြီဆိုရင်ဒီစိတ်ကမျက်နာပေါ်မှာဖုံးလို့မရတကယ်တမ်းကမျက်နာပေါ်မှာဘယ်စိတ်မှဖုံးလို့မရဘူးတို့ကညံ့လို့အလို့သာမကောင်းတဲ့စိတ်တွေမွေးပြီးတော့မကောင်းတဲ့နော်အမှုရာမကောင်းတဲ့ပုံပန်းတရံမျက်နာပေါ်မှာအထင်ခံနေတာဒါတော်တော်ဆန်းကျယ်တယ်လို့ဘုန်းကြီးကထင်တယ်နော်လူတယောက်စိတ်တူနေရင်စိတ်တူတဲ့ပုံကြီးပေါက်နေတယ်စိတ်တူနေတယ်လို့ तू ပြောစရာမလိုစိတ်ညစ်နေလဲစိတ်ညစ်တဲ့ပုံကြီးပေါက်တယ်နော်စိုးရင်နေလဲစိုးရင်တဲ့ပုံကြီးပေါက်တယ်ပျော်ရင်လဲပျော်တဲ့ပုံကြီးပေါက်တယ်ငြင်းအေးနေလဲငြင်းအေးတဲ့ပုံကြီးပေါက်တယ်တကယ်တမ်းမျက်လုံးလဲပုံသဏ္ဍာန်ပြောင်းသွားတာမရှိဘူးနှာခေါင်းလဲပုံသဏ္ဍာန်ပြောင်းသွားတာမရှိဘူးဘယ်ဟာမှပုံသဏ္ဍာန်ပြောင်းသွားတာမရှိဘူးဘလို့နီးနဲ့သူများကဒီမျက်နှာကြီးကိုစာဖတ်လို့ရသွားတာတော့ဩစရာကြီးနော်ဒီမျက်နှာပေါ်မှာဒီစိတ်ရဲ့အခြေအနေတွေဟာထင်ဟပ်နေတယ်ဟုတ်လားအခုဒီမှာမြတ်စွာဘုရားမျက်နှာပေါ်မှာမေတ္တာစိတ်ဟာဘလို့ထင်ဟပ်စေတယ်လဲမုခဝဏဝိပတိတတိမုခဆိုတာမျက်နှာဝဏဆိုတာအယောင်ပေါ့နော်အဲ့ဒါလေးကဝိပတိတတိအထူးသဖြင့်ကြည်လင်တဲ့တန့်ရှင်းတယ်မျက်နှာရဲ့အယောင်လေးဟာကြည်လင်တန့်ရှင်းတယ်ကြည်ရတဲ့လူမြင်ရတဲ့လူငြိမ်းတယ်အေးတယ်ကြက်သေးရှိတယ်လို့ခံစားရတယ်လှတာဥတာနဲ့မဆိုင်ဘူးသူလှတာဥတာကိုကြော်လွန်တယ်သူကဥသည်ဖြစ်စေလှသည်ဖြစ်စေသူကကြည်ကောင်းတယ်လို့ပြောတာစိတ်ကမကောင်းဘူးဆိုရင်ဥသည်ဖြစ်စေလှသည်ဖြစ်စေကြည်မကောင်းလို့ပြောတာလှလည်းကြည်မကောင်းဘူးဆိုတာရှိတယ်နော်မလီလှတိုင်းကြည်ကောင်းမများထင်းမနေနဲ့နော်ဟုတ်လားဒါအမျိုးသမီးတွေပဲများဟုတ်လားအမျိုးသမီးတွေက90%ပဲဘယ်ဖြစ်ဖြစ်ဒီတိုင်းပဲဒီကမှယောက်ျားလေးတွေပျောက်ပျောက်လေးမြင်ရသေးတယ်ဟုတ်လားအပြောရတော့ဘုန်းကြီးကမနေ့လင်းလာပြီးမှန်ကြည့်ပြီးဆိုတာနဲ့ဒီမျက်နှာပေါ်မှာနော်ဖြစ်နေတဲ့အနေအထားလေးတွေရဲ့ပုံမှာစိတ်ကဘလို့တွေတွေးနေတယ်လဲထင်နေတယ်လဲကိုယ်စိတ်ရဲ့မျက်နှာပေါ်မှာနော်ဘလောက်အရေးထားတယ်လဲဆိုတဲ့ကိစ္စကိုရိုးရိုးသားသားဘုန်းကြီးတို့နားလည်ရမယ်ကိုမျက်နှာလေးလှစေခြင်းတယ်ဆိုတော့ကိုယ်တိုင်ကြည့်ကောင်းစေခြင်းလားသူများကိုကြည့်ကောင်းစေခြင်းလားဒါလည်းတွေးဖို့လိုဟုတ်နော်ကိုယ်တိုင်လည်းကြည့်ကောင်းစေခြင်းတယ်အထူးသဖြင့်သူများကိုကြည့်ပြီးတော့ပို့ပြီးတော့သူများကြည့်တယ်သူများစိတ်ထဲမှာပို့ပြီးတော့ကောင်းသွားစေခြင်းတယ်ဟုတ်နော်အလှပြင်ဆိုင်သွားတာတဲ့ကိုယ်စိတ်ကိုမေတ္တာတရားဖြင့်စောစောပြောတဲ့ပညာတရားတို့ဖြင့်အစဉ်အတန်းရှိအောင်လုပ်ပြီးတော့
မျက်နှာရဲ့အပြောင်းလဲကိုပြုပြင်တာကပို့ပြီးတော့ထိရောက်မလို့ဘုန်းကြီးကထင်တယ်ဆရာကြီးလေရင်းသားစောချစ်ကြီးတဲ့ဥပရိယုတ်ဆိုတဲ့စာအုပ်တုပ်ရှိတယ်စိတ်ဟာမျက်နှာကိုအမူအရာကိုလူတစ်ယောက်ကိုကြည့်ကောင်းအောင်ကြည့်မကောင်းအောင်ဘယ်လောက်ထိချဲလဲတယ်လဲဆိုတာကိုပုံဖော်ပြီးတော့ရေးထားတာအလွန်ကောင်းတယ်ရင်းနှီးတဲ့လူငယ်လေးတွေဟိုတော့ခဏခဏဘုန်းကြီးလက်ဆောင်ပေးဘူးဟုတ်လားမေတ္တာတရားရဲ့စွမ်းရည်တတ္တိစိတ်ရဲ့အလိုဆန္ဒတွေကိုအလောက်ထိလိုက်ပြီးတော့ဖြည့်ဆည်းပေးမှာစိတ်ရဲ့အလိုဆန္ဒတွေဟာစမ်းကြယ်လိုက်တာလိုလို့ကိုမပြီးနိုင်ဘူးမျက်နှာလည်းမျက်နှာမို့အကုန်လုံးပါပဲလေသူလိုချင်နေတာသူဖြစ်ချင်တာတွေအများကြီးမရှိဘူးလားအဲ့ဒီလိုရင်ဆန္ဒကိုဘယ်သူဖြည့်ဆည်းပေးနိုင်မလို့မေတ္တာတရားဖြည့်ဆည်းပေးနိုင်တယ်အသေးစိတ်ကလေးမြတ်စွာဘုရားမြင်ပြတယ်နော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြည်မျက်နှာဒေဂမတွေးဟောအတ္တမုံလောကာလံကရောတိဒေဂနီးမှာတိတိငြိမ်ငြိမ်ချမ်းချမ်းသာသာတေခြင်းတရားကိုရင်ဆိုင်နိုင်တဲ့အစွမ်းကိုရစီလိမ့်မယ်ဒါကအလွန်မှနော်စဉ်းစားတဲ့အချက်ပေါ့နော်ကိုအဲ့ဒီအည်သွေးကိုမှရှိအောင်လှုပ်ထားတဲ့အနေအထားတစ်ခုဟောဆိုသူအရေးပါတယ်အကောင်းတဲ့စိတ်နဲ့စေတရေပူပူလောင်လောင်တည်ရမယ်ဆိုရင်ဆက်ရမယ်ဘဝဆက်ဖြစ်မယ်ဘဝလို့မှအကောင်းမဖြစ်နိုင်ဟုတ်လားခက်တာကဒေဂာနီအခြေအနေလေးကကြည်လင်တဲ့စိတ်တန်ရှင်းတဲ့စိတ်ချမ်းသာတဲ့စိတ်ကလေးဖြစ်ဖို့အခြေအနေသိမ့်မပေးဘူးလက်တွေ့လေးစဉ်းစားကြည့်ဒေဂာနီအခြေအနေကြီးကစိတ်ချမ်းသာတဲ့ကောင်းတဲ့အခြေအနေကြီးလုံးဝမဟုတ်ဘူးဟုတ်တယ်မဟုတ်လားဘဝရဲ့ပုံမှာမမုန်းမှုမကင်းကြသေးတဲ့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုမသိလို့ဘဝကိုဖက်တွယ်ထားကြသေးတဲ့ဖက်တွယ်ထားကြတဲ့ပုထုဇဉ်တရားတို့အတွက်သိခြင်းတရားဟာအလွန်မှကြောက်မဲ့ဖွယ်ရာကောင်းအောင်ကိုယ်ကိုနှိပ်စက်နိုင်စွမ်းရှိတဲ့နော်တကယ့်သဘာဝတရားစိုးလက်မခံနိုင်ဘူးအခုဒီဟာကိုမမြင်လို့မသိလို့ပြုံပြုံရွှင်ရွှင်ကြီးကြီးလင်းလင်းလေးနေနိုင်ကြတာဟုတ်လားသိမယ်ဆိုတော့သိတာပေါ့ဗျာဒါပေမဲ့တကယ်သိခြင်းတရားစိတ်ထဲမှာရှိနေတာမဟုတ်ဘူးကိုမသိမဲ့ပုံစံမျိုးနဲ့ပဲနေမယ်ဆိုတဲ့စိတ်နဲ့ပဲဘဝကိုရင်ဆိုင်နေကြတာ။အိုးတကယ်တမ်းကဘဝဖြစ်စဉ်ကြီးကအဲ့လိုမဟုတ်ဘူး။တေချာပေါက်ဒါကြီးကတွေ့ရမှာကြုံရမှာရင်ဆိုင်မှုလည်းအလွန်ခက်ပါတယ်။နော်အထူးသဖြင့်တော့လောဘနဲမှဘဝရဲ့ဒုက္ခသစ္စာဘဝကိုအတိများပြီးတော့နော်ဘဝရဲ့ပုံမှာဖက်တွယ်ထားမှုနဲရင်နဲသလောက်သိခြင်းတရားနဲ့တွေ့တဲ့လူအဲ့ဒီအချိန်မှာနော်ရင်ဆိုင်နိုင်စွမ်းရှိတယ်လို့ဆိုရမယ်သိခြင်းတရားနဲ့တွေ့တဲ့အချိန်မှာအဲ့ဒီလူအဲ့ဒီချိန်မှာတတ်တာခွင့်ရမယ်ဘဝရဲ့ဒုက္ခသစ္စာသဘောကိုဘာမှသိအောင်မြင်အောင်လုပ်မထားလို့ဘဝရဲ့ပုံမှာတကယ်ကိုပဲနော်စူးစူးနစ်နစ်ဖက်တွယ်ထားမယ်ဆိုရင်တော့အဲ့ဒါသိခြင်းတရားနဲ့တွေ့အဲ့ဒီတရားဘလို့မှတတ်တာမှာမဟုတ်ဘူးခုအဲ့ဒါမြတ်စွာဘုရားကဒီမေတ္တာတရားကအဲ့ဒီကိစ္စကိုလည်းဖြည့်ရှင်းပေးမယ်နော်တီးထိလိုက်ပြီးတော့ကာကွယ်တယ်စောင့်ရှောက်တယ်ဆိုတဲ့အတိတ်ပဲပေါ့ဒါလည်းတွေးသင့်တာပဲနော်မသိခင်မှာအစဉ်ပြေုံမျှနဲ့ပြီးကြတဲ့မှာမဟုတ်တာဟုတ်လားဒါကြောင့်ဒီမေတ္တာရဲ့အကျိုးကျေးဇူးကိုစဉ်းစားတဲ့အခါမှာဒီအချက်ကိုလည်းအလေးနဲ့ထားပြီးတော့စဉ်းစားရမယ်နော်ကိုအသေးကောင်းဖို့ကောင်းမွန်တဲ့ဘဝတစ်ခုကိုထပ်ပြီးတော့ရဖို့အတွက်နော်ဒီမေတ္တာတရားဟာအလွန်မှနော်ကိုယ်တန်တန်မှာရှိအောင်လှုပ်ထားတဲ့အရာတစ်ခုဆိုတာကိုလည်းပဲဘုန်းကြီးတို့နားလည်ပြီးသားဖြစ်ရမယ်မေတ္တာတရားပွားများလို့စိတ်ထက်သန်ဖို့အတွက်ဒီအကြောင်းအရာကိုလည်းဘာလို့အောင်တော့တွေးရမယ်မေတ္တာတရားဖြင့်သိခြင်းတရားကိုငါချမ်းချမ်းသာသာရင်ဆိုင်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့သဘောလို့ဒီလိုလည်းပဲနားလည်ထားရမယ်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနတ်စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြည်မျက်နှာဒေဂမတွေးလားလေမြမဆက်တဲ့ဖြာသည်မေတ္တာပွားမှုအကျိုးတွေချမ်းချမ်းသာသာကြီးကြီးလင်းလင်းတရားတဲ့လူတယောက်ယုံညံ့တဲ့ဘဝရောက်เสียအကြောင်းရှိဘူးမြင့်မြတ်တဲ့ဘဝကိုပဲပို့လိုက်မယ်ကိုမေတ္တာကအလွန်စွမ်းတဲ့အတွက်ကြောင့်သုံးတဲ့ဘုံမှာချမ်းသာတဲ့ဘဝလို့ဆိုတဲ့လူဘဝနတ်ဘဝကိုကြော်ပြီးတော့ဘယ်ထိပို့နိုင်စွမ်းသူကရှိတာတော့ဗြဟ္မဘဝအထိပို့နိုင်စွမ်းရှိတယ်ဟုတ်လားဘယ်နှမျိုးတော့မေတ္တာရဲ့စွမ်းရည်တတ္တိ17မျိုးနော်အသေးစိတ်ကလေးစဉ်းစားပြီးတော့ဩငါ့ကိုနော်ချမ်းချမ်းသာသာအိပ်ပျော်ဖို့ချမ်းချမ်းသာသာနိုးထားဖို့ကစပြီးတော့ပ
ပတ်ဝန်းကျင်လူတွေရဲ့မေတ္တာကိုရလေးစားမှုတန်ဖိုးထားမှုကိုရပြီးတော့ဘေးဒီအန္တရာယ်တွေကာကွယ်စောင့်ရှောက်ပြီးတော့နောက်ဆုံးသေတဲ့အချိန်ထိငါ့ကိုစောင့်ရှောက်မလားတမလွန်ထိငါ့ကိုစောင့်ရှောက်မှာပါလားလို့ကိုယ်ကိုတကယ်စောင့်ရှောက်မဲ့အရာကိုကိုယ်တိုင်ကိုယ်တန်တန်မှရှိအောင်လုပ်ထားရမယ်ဒီသဘောလေးကိုပြောတာတယောက်ကိုတယောက်ဘယ်သူမှစောင့်ရှောက်နိုင်တာမဟုတ်ဘူးသူလည်းကိုယ်မစောင့်ရှောက်နိုင်ဘူးကိုယ်လည်းသူမစောင့်ရှောက်နိုင်ဘူးဟုတ်လားကိုတော်ကမြတ်စွာဘုရားဟောထားတဲ့ဒေသနာလေးတပုဒ်နော်ဆရာတပည့်2ယောက်ဝလုံးအတောင်60လောက်ဆက်ထားတဲ့ဝလုံးတစ်လုံးကိုပခုံးပေါ်မှာတင်ပြီးတော့အဲ့ဒီဝလုံးကိုတက်ပြီးတော့ဂျွန်းပစ်ပြတာပေါ့နော်ဆက်ကသဘောမျိုးပေါ့အဲ့ဒါဆရာဖြစ်တဲ့လူကတပည့်ကိုအဲ့ဒီပြိုင်ပွဲကြီးအဲ့ပြပွဲကြီးစကနေမှပြောတယ်တဲ့အဲ့ဒါပဲမင်းကလည်းငါ့ကိုကြည့်ရှုစောင့်ရှောက်ပါငါလည်းမင်းကိုကြည့်ရှုစောင့်ရှောက်ပါမင်းကလည်းတယောက်ကိုတယောက်အခြေဆက်ညီမင်းကိုလည်းငါကာကွယ်စောင့်ရှောက်မယ်ငါ့ကိုလည်းမင်းကာကွယ်စောင့်ရှောက်အဲ့ဒီနီးနဲ့ပြပွဲကြီးကိုအောင်မြင်အောင်တို့ပြသကြမယ်အဲ့ဒါလိုပြောတဲ့အခါမှာတပည့်ဖြစ်တဲ့လူကဆရာစကားကိုလက်မခံဘူးဆရာကိုတပည့်စောင့်ရှောက်ဆရာမလို့တပည့်ကိုလည်းဆရာစောင့်ရှောက်ဆရာမလို့ဆရာလုပ်ရမယ့်အလုပ်ကိုသာဆရာပြီးပြအောင်လုပ်ဆရာကိုဆရာသာအကောင်းဆုံးဖြစ်အောင်လုပ်တပည့်ကိုတပည့်လည်းအကောင်းဆုံးဖြစ်အောင်လုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ကြရင်းဖြင့်ဆရာကိုတပည့်ကစောင့်ရှောက်မယ်တပည့်ကိုလည်းဆရာစောင့်ရှောက်သူများကိုဓာတ်ရိုက်ကောင်းအောင်လုပ်ပေးလို့မရဘူးသူများကိုကောင်းစေခြင်းတဲ့ဆိုရင်ကိုကောင်းအောင်လုပ်ရမှတဆင့်သာလည်းလုပ်လို့ရတယ်နော်ဆရာကိုလည်းတပည့်မစောင့်ရှောက်ဘူးတပည့်ကိုလည်းဆရာမစောင့်ရှောက်နဲ့ကိုသာအကောင်းဆုံးဖြစ်အောင်လုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ခြင်းသည်ကိုစောင့်ရှောက်ပြီးသားဖြစ်တယ်လို့သူများကိုလည်းစောင့်ရှောက်ပြီးသားအဲ့ဒီကျမှဖြစ်သွားတာအဲ့ဒီတပည့်ရဲ့စကားကိုမြတ်စွာဘုရားယဟန်တွေကိုပြောပြတာအဲ့ဒါသဘာဝကျတယ်ဆရာစကားသဘာဝမကျဘူးတဘုန်းကြီးကခုဘာပြောနေတာတော့ကိုကာကွယ်စောင့်ရှောက်ဖို့အဲ့ဒီသုတ္တမှာမြတ်စွာဘုရားကကိုကာကွယ်စောင့်ရှောက်ရင်ဖြင့်သူများကိုကာကွယ်စောင့်ရှောက်မယ်ဆိုလို့ရှိရင်အဲ့ဒီလူဟာသတိပဋ္ဌာန်တရားကိုပွားတယ်အဲ့ဒါကိုကာကွယ်စောင့်ရှောက်ပြီးသားဖြစ်တယ်တပြိုင်နက်တည်းမှာပဲသူကအကောင်းဆုံးနေပြထားတဲ့အတွက်ကြောင့်သူ့ကိုမြင်ရတဲ့လူတော့သူနဲ့ဆက်ဆံရတဲ့လူတွေအကုန်လုံးဟာဒီလူရဲ့ကောင်းမွန်တဲ့သဘောကိုမြင်နေရတဲ့အခါကျတော့ဒီလူကြောင့်ဘာမှဒုက္ခရောက်တာမရှိတဲ့အပြင်အားချပြီးတော့ကောင်းတဲ့အလုပ်တွေသူ့ကြောင့်ပို့ပြီးတော့လှုပ်လာနိုင်ပြီးတော့အဲ့ဒီလူကိုပါကာကွယ်ဆောင်ရှောက်ပြီးသားဖြစ်သွားတယ်နော်သတိပဋ္ဌာန်တရားပွားခြင်းသည်ကိုကာကွယ်ဆောင်ရှောက်ရင်းဖြင့်သူများကိုပါကာကွယ်ဆောင်ရှောက်နိုင်အောင်သူကလှုပ်တာလို့မြတ်စွာဘုရားအဲ့လိုလေးအဓိပ္ပာယ်ဖွင့်တယ်မေတ္တာတရားပွားတာသီးခန္ဓာခွင့်လွတ်တာကြတော့သူကဘယ်လိုလေးပြောပြန်လို့ဆိုတော့သူများကိုကာကွယ်ဆောင်ရှောက်ရင်းနဲ့ကိုကာကွယ်ဆောင်ရှောက်ဟောဒါကြောင့်အဓိပ္ပာယ်လေးတစ်မျိုးဖြစ်သွားတယ်နော်ကိုချမ်းသာစေခြင်းဘယ်သူ့ကိုတော့သူတော်ဘာကိုနော်သူတော်ဘာမဟုတ်ဘူးဆိုရင်လည်းနားလည်းပေးတယ်ခွင့်လွတ်ပေးတယ်သိခံနိုင်တယ်သူများနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာအကောင်းဆုံးဖြစ်အောင်နော်သူတော်ဘာရဲ့ပုံမှာထားတဲ့သဘောထားတွေကအလွန်မြင့်မြတ်တယ်အဲ့ဒါကဘာလို့တာလဲဆိုတော့သူများကိုကာကွယ်ဆောင်ရှောက်ရင်းနဲ့သူ့ကိုယ်သူကာကွယ်ဆောင်ရှောက်နိုင်အောင်သူကြိုးစားတာသူများပုံမှာထားတဲ့မေတ္တာပဲသူ့ကိုပြန်ပြီးတော့ကာကွယ်ဆောင်ရှောက်နေတယ်ဆိုတာကိုမြတ်စွာဘုရားမြင်ပြတာဘယ်လောက်ကောင်းတော့ဟုတ်လားဒါကြောင့်ကိုယ်ကိုကာကွယ်ဆောင်ရှောက်ပေးမယ်ကိုယ်ကိုချမ်းသာစေမယ့်အရာကိုကိုယ်တန်တန်မှရှိအောင်ကိုယ်တိုင်မဲ့ပါလို့မလို့စူးစမ်းပြီးတော့တိဆောက်ရမယ်ကိုနားခိုမဲ့အရေးကိုကိုယ်တိုင်တိဆောက်ရမယ်ဟုတ်လားဗမေတ္တာတရားအလွန်မှစွမ်းတဲ့ဓာတ်တဘာဝတရားတစ်မျိုးကံရှုတော့မှကြည့်မယ်ဆိုရင် तू ထပ်ပြီးတော့ကြည်လင်တဲ့ကောင်းမွန်တဲ့အပြစ်ကင်းတဲ့အတွေးအကြံအပြောအဆိုအပြုအမူတွေကိုပါ तू ဆက်ပြီးတော့ဖြစ်စေလိမ့်မယ်ဟုတ်လားမေတ္တာအားကြီးလာပြီဆိုလို့ရှိရင်သူ့ရဲ့ကာယကံမှုဝစီကံမှုမနောကံမှုတွေကအလွန်မှအပြစ်ကင်းလိမ့်မယ်တန့်ရှင်းလိမ့်မယ်စင်ကြယ်လိမ့်မယ်ပြောရရင်ကံကောင်းလိမ့်မယ်လို့ပြောတာမေတ္တာတရားနဲ့လုပ်တဲ့အလုပ်မေတ္တာတရားနဲ့ပြောတဲ့အပြောမေတ္တာတရားနဲ့တွေးတဲ့အတွေးဘယ်နည်းနဲ့မှ तू အဆိုးမဟုတ်အဲ့ဒါကံကောင်းပြီဆိုရင်ဘာလုပ်မလို့အကျိုးပေးကောင်းမှာနော်ဒါကြောင့်မလို့ဟိုတလောစီကနော်ချမ်းသာခြင်းရဲ့စိတ်ကောင်းတာငြိမ်းအေးခြင်းရဲ့အမှန်သိဆိုတော့တရားလေးတစ်ပုဒ်ဟောထားတာရှိတယ်အဲ့ဒါ line ပေါ်မှာရှိတယ်ဘန်ကောက်မှာဘုန်းကြီးဟောထားတာအဲဒီတရားသဘောလေးနဲ့ခက်ဆင်ဆင်ပါပဲဒါပေမဲ့ခုဟာလေးကတော့ရှုထောင့်တစ်မျိုးကနေဘုန်းကြီးကပြောတာနော်မေတ္တာတရားဖြင့်ချမ်းသာစေဘယ်သူကိုတော့ဆိုကိုသူများကိုချမ်းသာစေခြင်းနဲ့စိတ်ထားမွေးပြီးတော့အဲ့ဒီစိတ်ထားကြောင့်ပဲကိုချမ်းသာအောင်လုပ်လို့ရတယ်ဆိုတာကိုပြောတာဟုတ်ပြီနော်မေတ္တာတရားဖြင့်ချမ်းသာစေပြီးတော့ဗါလေတော့ပညာတရားဖြင့်ငြိမ်းအေးစေဟောအဲ့ဒါကျတော့ပို့ပြီးတော့အဆင့်မြင့်သွားပြီ
ငြိမ်းအေးတယ်ဆိုတာကချမ်းသာတယ်ဆိုတာတဲ့ပို့ပြီးတော့လင်းနဲ့သွားပြီချမ်းသာပြီးတော့မငြိမ်းအေးတာတွေရှိတယ်အဆင်ပြေပြီးတော့မငြိမ်းအေးတာတွေရှိတယ်နိဗ္ဗာန်ဆိုတဲ့စကားလေးကနိဗ္ဗာနဆိုတဲ့ပါဠိစကားလေးကိုမြန်မာမှုပြုထားဟုတ်လားနိဗ္ဗာနဆိုတာဘာလို့ငြိမ်းအေးတာကိုပြောတာလောဘမီဒေါသမီမောဟမီလူကျင်မှုကြောင့်ပူးနေတာတွေမရှိဘူးမကျေနပ်မှုကြောင့်ပူးနေတာတွေမရှိဘူးမသိမှုကြောင့်ပူလောင်နေတာတွေမရှိဘူးနောက်ဆုံးတဖန်ဖြစ်ရခြင်းဇာတိမီတော့မတောက်တော့ဘူးဥမင်းရင်ရောခြင်းစရာမီတော့မတောက်တော့ဘူးသေဆုံးပျက်စီးရခြင်းမရဏမီတော့မတောက်ရတော့ဘဝမီတော့ပါသူကငြိမ့်တာနော်ကိလေသာမီတော့ငြိမ့်တဲ့အတွက်ကြောင့်ဘဝမီဆက်မတောက်တော့တဲ့အနေအထားတစ်ခုလို့အကြံဉာဏ်နားလေရနိဗ္ဗာန်ကိုစိတ်ဝင်စားတဲ့နဲ့နော်နိဗ္ဗာန်ကိုစိတ်ဝင်စားဘူးနိဗ္ဗာန်ကိုဘာမှလည်းမသိဘူးဆိုရင်အဲ့ဒါဗုဒ္ဓဘာသာဝင်လို့ပြောဖို့ခက်တယ်နော်ဗုဒ္ဓဘာသာရဲ့အဓိကပန်းတိုင်ကပရိနိဗ္ဗာန်ထဝန်းကျင်ငြိမ်းအေးသွားဖို့ပဲသူကဟုတ်လားအဲ့ဒီငြိမ်းအေးမှုကအဆင့်ဆင့်တော့ရှိမယ်ပေါ့အဲ့ဒါအထွတ်အထိပ်ငြိမ်းအေးမှုကိုဘုန်းကြီးကအရင်ပြောလိုက်တာဟုတ်လားအခြေခံစပြီးတော့ပြောမယ်ဆိုရင်ရသော်ဘုရားဟောထားတဲ့ဒေသနာလေးတစ်ခုနတ္ထိရာဂသမောအခိဆွဲမဲ့မှုတက်မဲ့မှုနဲ့တူတဲ့စိတ်ကိုလောင်အောင်ရှုမြိုက်နိုင်တဲ့မီးဆိုတာမရှိဘူးခုမှဘုန်းကြီးကဗာပြောတယ်ငြိမ်းအေးတယ်လို့ပြောတယ်နော်ငြိမ်းတယ်မငြိမ်းဘူးဆိုတာဘယ်နေရာမှာသုံးတာတော့မီးနဲ့တွဲပြီးတော့ပဲသုံးကြတာမဟုတ်လားမီးငြိမ်းတယ်မီးမငြိမ်းဘူးမီးငြိမ်းသွားရင်မီးကြောင့်ပူးနေတာလောင်နေတာတွေလည်းမရှိတော့ဘူးနော်ငြိမ်းရင်အေးတာပဲလေငြိမ်းတဲ့အေးကိုအကြောင်းအကျိုးသဘောလေးဆက်ဆက်ပြီးတော့မြင်နေရမယ်ငြိမ်းရင်အေးတယ်မငြိမ်းရင်အေးပူတာကြိုက်လားအေးတာကြိုက်လားလို့မြင်စိတ်ထဲမှာပူးနေတာကြီးဘယ်ကြိုက်မလို့ဒါပေမဲ့စိတ်ကိုရှုမြိုက်မဲ့အရာကစိတ်ကိုဝင်ပူးနေတယ်စိတ်ကိုလောင်ကျွမ်းနေတယ်ဆိုရင်မကြိုက်လည်းပဲပူးနေမှာပဲနော်စိတ်ကိုပူလောင်ရှုမြိုက်တဲ့အရာ၃မျိုးမြတ်စွာဘုရားအခြေခံအဖြစ်ဟောတယ်ရာဂကိရာဂအခိအခိဆိုတာမီးရောနော်ဆွဲမဲ့မှုအာယုံတစ်ခုခုကိုမဖြစ်မနေရကျင်နေတယ်ကြည်ကျင်နေတယ်နားထောင်ကျင်နေတယ်ဟာနော်ယာဂဆိုတာဆွဲမဲ့တာကိုပြောတာအဲ့ဒီဆွဲမဲ့မှုဖြစ်လာရင်စိတ်ဟာပူတယ်ပူပြီးတော့ထင်ရှားတာကဒေါသကိနော်မကြည်မနှက်ဖြစ်နေတယ်စိတ်တိုင်းမကြဖြစ်နေတယ်အဲ့ဒါကကြီးထွားလာတယ်နော်မုံတီးတဲ့အဆင့်ခေါင်းထဲအဲ့ဒီလူအကြောင်းရောက်လာတာနဲ့တခါတည်းလူကနေရထိုင်ရတာမသက်သာတော့အဲ့လောက်ထိအမုန်းတွေကများလာပြီဒေါသတွေကကြီးကျယ်လာပြီဆိုလို့ရှိရင်စိတ်ကိုအလွန်မှဒီအရာပူလောင်ရှုမြိုက်နေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဘုန်းကြီးတို့ပုထုဇဉ်တွေရဲ့စိတ်ထဲမှာနားလည်ဖို့အခက်ဆုံးကတော့မောဟကိပေါ့အမှန်မသိမှုအဲ့ဒါကိုလည်းမြတ်စွာဘုရားမိလို့ဟောတယ်ဘုန်းကြီးတို့ကနားကိုမလဲဘူးမသိတာပူတယ်လို့စိတ်ကသဘောကိုကောင်းကောင်းမပေါက်ဘူးနော်ဘာလို့မသိတာတော့အမှန်တရားကိုမသိတာနော်မောဟကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာသစ္စာလေးပါးကိုမသိတာလို့အဲ့လိုဖွင့်တယ်ဒုက္ခိအညာဏံဆင်းရဲနေတာကိုဆင်းရဲနေတယ်လို့မသိဘူးအမှန်ကဘုန်းကြီးတို့ဒီယုံတန်ဆင်ဆက်မပြတ်ဖြစ်နေတယ်ဆိုတာမကောင်းမွန်တဲ့သဘာဝတွေဖြစ်နေတဲ့သဘောဆင်းရဲပြီးဆင်းရဲဖြစ်နေတာပဲဒါဒီဘုန်းကြီးတို့ကနားလည်အောင်လဲလုပ်မထားဘူးသူ့ကိုသဘောပေါက်အောင်တတိတရားနဲ့တကယ်ကိုဒါဒုက္ခပါလားလို့နားလည်အောင်လုပ်မထားတဲ့အတွက်ကြောင့်ဒုက္ခဖြစ်နေရတန်းလန်းနဲ့ကိုပဲဒုက္ခဖြစ်နေမှမသိဘူးအဲ့ဒီမသိတာကြီးကစိတ်ကိုပူစေတယ်လောင်စေတယ်လို့ပြောတယ်မသိတာကြီးနဲ့ပဲအမြဲနေတဲ့အခါကျတော့အသားကျသွားလို့လားဒါမှမသိမှုကိုဖယ်ပြီးတော့ငြိမ်းအေးတဲ့သဘောလေးနဲ့မနေဘူးတဲ့အတွက်ကြောင့်ဒီမသိမှုကြီးကြောင့်စိတ်လောင်နေတာပူးနေတာကိုမသိသွားတာလည်းဖြစ်နိုင်တယ်လို့ဒါတော့ဘုန်းကြီးကတွေးကြည့်တာမြတ်စွာဘုရားဟောတာကတော့အမှန်ကန်ကြီးပဲလေမသိမှုကလည်းစိတ်ကိုပူစေတယ်လို့ဟောတယ်ဒါဒီဘုန်းကြီးတို့သိသလားအဲ့ဒါကိုမသိဘဲနဲ့နေနေတာပဲပူတယ်လို့ခံစားရသလားငရုတ်သီးတွေကပိုးဟာသူ့ကိုယ်သူပူတယ်ဆက်တယ်လို့သူမသိဘူးနော်မသိမှုဟာတတ္တဝါရဲ့စိတ်ကိုလွှမ်းခြုံထားတယ်မြတ်စွာဘုရားဘယ်လိုဥမာပေးတော့အဝိဇ္ဇာကတာဘိက္ခွေပဇာအန္တဗုဒ္ဓပရိယောနတ္တမသိမှုဟာဒီစိတ်ကိုလွှမ်းခြုံထားတယ်ဥတလုံးသဖွယ်လို့ခေါ်တယ်ဥထဲမှာရှိတဲ့ငှက်ကလေးကြက်ကလေးဥဟာမထွက်ရသေးဘူးဆိုရင်သူ့ရဲ့အရက်ရှိမျက်နှာရက်ဆယ်မျက်နှာဝန်းကျင်ကြီးတစ်ခုလုံးဟာဘယ်သူကဖုံးလွှမ်းထားတာဥခွန်ကဖုံးလွှမ်းထားတာဘယ်နားလေးမှအချားပေါက်ကိုမရှိဘူးအဲ့လိုပဲဘုန်းကြီးတို့ရဲ့စိတ်ရလဲအမှန်တရားရဲ့ပုံမှာမသိတဲ့မောဟကအချားပေါက်မရှိဘာလို့ထားတာတော့လွှမ်းခြုံထားတာပြောရတာအရင်ခက်တယ်ဟုတ်လားအဲ့ဒီပူလောင်မှုရှိတယ်နားလဲသလားမလဲဘူး
ယာဂမီဒေါသမီမောဟမီမီသုံးမျိုးမှာဒေါသမီကိုတော့ဒီလူတွေလွယ်လွယ်လေးသဘောပေါက်တယ်နော်မုန်းရတာစိတ်တူရတာအလိုမကျဖြစ်ရတာပူလောင်တယ်ပင်ပန်းတယ်မျက်နှာကြီးတွေနီးခါလေးဆိုချွေးတွေပါတွေထွက်လာနော်ဟုတ်တယ်မဟုတ်လားကြောက်လန့်တာလည်းပါတော့ဒေါသပဲလေပူတယ်မဟုတ်လားတခါလေးကြောက်ပြီးတော့တောင်သေတဲ့လူရှိရနော်ဟောဒေါသပူတယ်ဆိုတာတော့အရင်ထင်ရှားတယ်ဟုတ်လားယာဂကလည်းပူတယ်ဒီယာဂပူတယ်ဆိုတာကျတော့အထိုက်လျောက်ညံလေးရှိရင်တော့လည်းသိနိုင်တယ်ပေါ့နော်ပြဿနာကအဲ့ဒီမောဟပူတယ်ဆိုတာသိဖို့အလွန်ခက်တယ်ခုဒီမှာဘုန်းကြီးကဘာကြောင့်ဒီအကြောင်းအရာလေးကိုအကျိတ်ရင်နဲ့ရှင်းပြနေတာတော့ဆိုတော့နော်ပညာတရားဖြင့်ငြိမ်းအေးစေနော်အဲ့ဒီမှာငြိမ်းတဲ့အေးနဲ့မငြိမ်းရင်မအေးဘူးငြိမ်းမှအေးမှာမငြိမ်းဘူးမိတွေတောက်နေဆိုတော့ဗာမိတွေတောက်နေတာတော့ဒါကိုအရင်သားလည်းအောင်ပြောနေတာဟုတ်လားဒါဘုန်းကြီးတို့ရဲ့စိတ်ကဒီယာဂဒေါသမောဟတို့ဖြစ်တာလေဘာလို့နေတော့လောင်ကျွမ်းနေကိုယ့်ကိုလောင်ကျွမ်းလို့လောင်ကျွမ်းမှလည်းမသိဘူးထိုက်တဲ့လောက်သိတဲ့အပိုင်းလည်းရှိကောင်းရှိမယ်ပေါ့ဟုတ်လားတခါနောက်တခါဘဝမှာဘာတွေဟာကိုလောင်ကျွမ်းအောင်ရှုမြိုက်နိုင်သေးတယ်လေတချို့နိဗ္ဗာန်ကိုရှုတောင်းတဲ့အခါမှာတစ်ဆက်တည်းသောမိတို့ဤငြိမ်းရာဟောမိကိုဘယ်နှမျိုးတောင်ပြောတာတော့17မျိုးနော်ဒါကြောင့်တချို့ပတ်စံတွေပါလေလူရင်1100တို့ဟုတ်လား1100တို့ဟုတ်လား110တို့ဟုတ်လားသူတို့ကနော်ဘလို့တွေတွေးတယ်မသိပါဘူးအဲ့လိုကဏန်းတိုက်ဆောင်လောက်တာနဲ့ဒီမိကငြိမ်းမလားတဲ့နော်ဘုန်းကြီး7ပါးပင်နာတော့နော်17ရက်ကိုဘလို့များရှောင်မလဲတော့မသိဘူးနော်17တိသောမိဆိုယာဂဒေါသမောဟဇာတိဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတ17မျိုးဟုတ်လားအဲ့ဒီမီးတွေနော်လုံးဝငြိမ့်သွားခြင်းနဲ့ဆိုလို့ရှိရင်သူအကြောင်းတရားဖြစ်တဲ့ယာဂဒေါသမောဟမီးကိုညှိတတ်နိုင်မှအကျိုးရလဒ်ဖြစ်တဲ့ဇာတိစရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတမီးရလဲငြိမ့်မှသူကဟုတ်လားအဲ့တော့ဘုန်းကြီးတို့ကအခုဟာဇာတိမီးရတောက်ခဲ့တဲ့အတွက်ကြောင့်ဆက်ပြီးတော့အခုဒီဘဝအနေနဲ့ပြောမယ်ဆိုရင်ဗာမီးတောက်နေဆိုဇရာမီးတောက်နေတငွေ့ငွေ့လောင်နေတယ်စမ်းကြည့်လိုက်ခန္ဓာကိုယ်အပူရှိန်လေးရှိတယ်ဟာဇာတိဇရာမီးလောင်နေတာစိတ်ပြည့်စရာကြီးဇရာမီးမလောင်ခြင်းဘူးဆိုရင်အခြေအနေရဗာမီးဆက်လာမှာအေးဆက်သွားရင်တော့အဲ့ဒါသေမှာနော်ဟုတ်တယ်မလားအဲ့တော့သေတယ်မီးလောင်တာကောင်းသလားကောင်းနော်အသေးကဲမှာအကြောင်းမျိုးမျိုးကြောင့်ဆိုရင်ငိုကြွေးရတယ်ကိုယ်ဆင်းရဲမှုခံစားရတယ်စိတ်ဆင်းရဲမှုခံစားရတယ်အခက်မသိရင်တွေးဝေးပြီးတော့မေ့မျောသွားတဲ့အဆင့်တည်းရအောင်ဆင်းရဲရတာတွေပင်ပန်းရတာတွေရှိတယ်ဇာတိမီလောင်ခဲ့လို့ကျန်တဲ့မီးကတော့မရှုမလဆက်ပြီးတော့ဘာလို့မလို့အလောင်ခံရမယ်ဒါကိုငြိမ်းကျင်တယ်ဆိုလို့ရှိရင်အကြောင်းတရားဖြစ်တဲ့ယာဂဒေါသမောဟမီးကိုငြိမ်းတတ်နိုင်အောင်ကြိုးစားရမယ်ဒါယာဂဒေါသမောဟမီးကိုယဟန္တာဖြစ်မှအရတ္တမဉ္ဇဉ်ရမှအပိဓာငြိမ်းတတ်နိုင်တာပေါ့နော်အဲ့တော့နိယာမသဘောအရဘုန်းကြီးတို့ကကြည့်မယ်ဆိုလို့ရှိရင်မီးကိုသေအောင်မတတ်နိုင်ဘူးမတတ်နိုင်သေးဘူးဆိုရင်တောင်မီးကိုလျှော့နိုင်တယ်ဆိုရင်လည်းအပူကတော့ရောမှာပဲအဲ့ဒီအနေအထားလေးကိုဘုန်းကြီးတို့ကစပြီးတော့မျှော်လင့်ရမယ်ပေါ့နော်ငါ့ကိုလောင်းနေတဲ့မီးငါယွန်နေအောင်လုပ်ပြီးတော့ငါတတ်တာအောင်ငါလုံးဝဖြစ်မယ်ဆိုတဲ့သဘောဟုတ်လားအဲ့ဒီငြိမ်းအေးမှုကိုရကျင်တယ်ဆိုလို့ရှိရင်ဘာလုပ်ရမအောင်ဆိုပညာရှိအောင်လုပ်ရမယ်ပညာအမှန်သိမှုကမှငြိမ်းအေးစေနိုင်တာဆိုတော့ဘုန်းကြီးပြောပြတယ်မောဟရဲ့အဓိပ္ပာယ်လေးမောဟဆင်းရဲတယ်ဆိုတဲ့အမှန်တရားကိုမသိဘူးဒီဆင်းရဲဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့ဒုတိယမြောက်သမုဒယသစ္စာအမှန်တရားလည်းသိသလားမသိဘူးဒီဆင်းရဲချုပ်ရာနိဗ္ဗာန်တတိယအမှန်တရားនិရောဓသစ္စာသိသလားမသိဘူးဒီဆင်းရဲချုပ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နိလန်းမဂ်ခင်၈ပါးဒုက္ခငြိမ်းရသည်ကိုဆက်ရောက်စေတယ်ဆိုတဲ့၄ခုမြောက်အမှန်တရားကြီးသိသလားမသိဘူးဟုတ်လားအဲ့ဒီမသိမှုကြောင့်လောင်တဲ့မီးဟာဘယ်ထိသူကဆက်သွားအောင်ဆိုမက်မောတယ်ဆိုတဲ့ယာဂမီးကိုသူသွားမယ်ပြီးရင်မကျင်တတ်ဘူးစိတ်တိုင်းမကြဘူးဒီနေရာမှာလောဘနဲ့ဒေါသနဲ့ဆက်ဆက်နေတာကိုမြင်အောင်ကြည့်ရမယ်ဒေါသကိုအလိုမကြဘူးလို့ပြောကြတာရှိတယ်နော်အလိုမကြဘူးအလိုနည်းမယ်ဆိုရင်အလိုမကြမှုနည်းမယ်ဟုတ်တယ်မဟုတ်လားအလိုဆိုတာကိုမရှိတော့ဘူးဆိုရင်အလိုမကြမှုရှိနိုင်မလားဘလောက်လောဘနဲ့ဒေါသဟာဆက်ဆက်နေတယ်လဲဆိုတာအဲ့လိုဆိုရင်ဒီအလိုဆိုတဲ့လိုချင်မှုသည်ဘ
ဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုမမြင်သလောက်ဖြစ်တယ်ဆင်းရဲမှမသိလို့ကိုလိုချင်နေတာပြောရရင်နော်ဘဝရဲ့ဆင်းရဲတဲ့သဘာဝကဘလို့အနေထားကြောင့်မှအပြောင်းလဲမရှိဘူးဘာနဲ့ပတ်စံနဲ့ကာကွယ်လို့လည်းမရဘူးသူကဘာလို့မှမရဘူးဆင်းရဲပဲအဲ့ဒီအဖြေမှန်ကိုဘုန်းကြီးတို့ကနားမလဲတဲ့အခါကျတော့ကိုလိုလေးဖြစ်ရင်တော့ကောင်းပါဒီလိုဖြစ်ရင်တော့ကောင်းပါဘဝကိုနော်တခုခုသောအကြောင်းတရားကြောင့်ကောင်းအောင်လုပ်လို့ရတယ်လို့ယုံစားနေတာပေါ့တခုခုဖြစ်လာရင်ကောင်းလိမ့်မယ်လို့မျှော်လင့်နေအဲ့ဒါကိုကစားသူလွဲမှားနေတယ်ဘာဖြစ်လို့မှမကောင်းဘူးတကယ်ကဆင်းရဲမှန်းတကယ်မသိတဲ့အခါကျတော့ဘာဖြစ်ရင်ကောင်းလို့အဲ့လိုဆိုရင်တို့ဖြစ်အောင်လုပ်ကြစို့ဟောဘယ်မှာအခြေခံတာတော့ဖြစ်အောင်လုပ်ချင်တယ်ရအောင်လုပ်ချင်တယ်ဆိုတဲ့လောဘဘယ်မှာအခြေခံတာတော့ဆိုရင်တကယ်ဒီဒုက္ခကြီးကဘာမှပြောင်းလဲလို့ကိုမရဘူးဒီတိုင်းယုံနံဆက်ဖြစ်နေရင်တော့ဒုက္ခပြီးဒုက္ခပဲလာနေမှာဟုတ်လားယုံနံမှာဒုက္ခဆိုတဲ့အဖြေပဲရှိတယ်တကယ်တမ်းကမသိတဲ့အခါကျတော့ဘုန်းကြီးတို့မလုပ်တော့တခုခုဖြစ်ရင်ကောင်းတခုခုရရင်ကောင်းနဲ့ဖြစ်အောင်ရအောင်လုပ်ကြရတယ်ဖြစ်ချင်စိတ်ရချင်စိတ်တွေဖြစ်ကြရတယ်လောဘဘယ်မှာအခြေခံနေသလဲအဝိဇ္ဇာမောဟမှာအခြေခံနေရနော်တို့မသိဆုံးအရာကြီးရပဲအနှစ်ဆိုင်ဆုံးတို့ရဲ့ဒုက္ခတွေကိုဆက်ပြီးတော့ဖြစ်ပေါ်စေနေတယ်ဒါကြောင့်အဝိဇ္ဇာဆိုတာတို့အကုသိုလ်အားလုံးမကောင်းတာတွေအားလုံးဒုက္ခတွေအားလုံးရဲ့မူရင်းပဓာနအဓိကကြတဲ့အခြေခံအကြောင်းတရားမသိလို့သာလိုချင်ရတယ်လိုချင်လို့သာအလိုမကျမှုဖြစ်ရတယ်ဒါအကျဉ်းမြင်လေးဆက်ပြတာဒေါသဟာဘယ်မှာအခြေခံတော့ရည်ဘူးရလောဘကိုအခြေခံတယ်လောဘကြီးသလောက်ဒီလိုဒေါသကြီးလိမ့်မယ်လိုမကြတာတွေများမှာပဲသူလောဘဘာကြောင့်ကြီးလဲဒုက္ခကိုမသိဘူးသဘောပေါက်လားဘုန်းကြီးပြောတာအဲ့လိုဆိုရင်ငြိမ်းအေးခြင်းဘာလို့ရမလို့ဆိုအမှန်သိရမယ်ဆိုအမှန်သိမှုပညာဟာဘာကိုဓာတ်ရိုက်သူကတိုက်ခိုက်နေတာတော့ယုံနေစေတာတော့ဆိုတော့အဲ့ဒီမောဟကိုသူကတိုက်ခိုက်နေတာနောက်အခုစောစောကတရားမှတ်ခဲ့တယ်တရားမှတ်တယ်ဆိုတာကိုယ့်ဘဝကြောင့်အမှန်တိုင်းသိအောင်လုပ်တာအဓိကပန်းတိုင်ကဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုတကယ်သိသွားဖို့လုပ်တာဒါသည်ကြည်ချင်းဘဝဟာဆင်းရဲတယ်လို့ဘယ်သိမှာတော့အဲ့လိုလွယ်တဲ့ကိစ္စမဟုတ်ဘူးအခက်အခဲဆုံးအလုပ်ကြီးရဲ့ဒုက္ခကိုသိကျင်လို့ရှိရင်သူ့ရှိကအနိစ္စကိုအရင်ကျွမ်းကျင်အောင်သိအောင်လုပ်ရမယ်ပြီးဆုံးလိုက်နေမှုဘာဖြစ်ကြိုက်เสียဘလောက်ကောင်းမုန်းเสียဘလောက်ကောင်းဖြစ်ရတဲ့အကုန်လုံးဟာဒီလိုပဲတူညီစွာပြီးဆုံးပြောက်ွယ်လိုက်နေတဲ့သဘာဝဖြစ်စဉ်တကယ်လို့သာအဲ့ဒီအနိစ္စကိုသိမယ်ဆိုလို့ရှိရင်ဒုက္ခကိုသိဖို့အတွက်လမ်းကပွင့်နေတယ်သဘောပေါက်လားဘုန်းကြီးပြောတာဟုတ်လားအဲ့တော့ဒီတရားအထုတ်ကြတယ်နော်ပညာပြုစုပြောထောင်ပေးကြတယ်တတိတရားနဲ့ပညာကိုရှာကြတယ်ဆိုတာတကယ်တမ်းကဒုက္ခသစ္စာကိုသိဖို့ကြိုးစားတာတနည်းအားဖြင့်ဒုက္ခသစ္စာကိုမသိတဲ့အဝိဇ္ဇာကိုနည်းအောင်လုပ်တာအဲ့ဒီမသိမှုနည်းလို့ရှိရင်လူချင်းမမုန်းမှုလည်းနည်းမယ်လူချင်းမမုန်းမှုနည်းရင်မကျေနပ်မှုတွေလည်းနည်းသွားမယ်စိုးရင်တွေဘာတွေလည်းနည်းသွားမယ်များသောအားဖြင့်လောဘနည်းတဲ့လူဟာသိစိုးရင်စိတ်မရှိဘူးနော်ဟိုရခြင်းတရားရခြင်းများတဲ့လူတွေရခြင်းမှုများတဲ့လူတွေစိုးရင်ရတာပဲတော့ရပါမလားလာပြီလေဟုတ်တယ်မဟုတ်လားနော်စဉ်းစားကြည့်နော်ရထားပြီဆိုတော့လည်းဘယ်ချိန်မြတ်ပြတ်သွားမလဲဟောသူကဒုက္ခကြီးပေးနေတာတကယ်တမ်းကဒီလောဘကသောကနဲ့သူကရောနေတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားကပိယေဟိဇာယတိသောကောဟောဒါရဲ့ဟောရနော်ပိယလို့သုံးတယ်အဲ့ဒီမှာတော့လောဘကိုပိယလို့သုံးတယ်ချစ်ချင်းပေါ့ချစ်ချင်းကြောင့်စိုးရင်ရတယ်တဏှာလို့လည်းသုံးတယ်ကာမလို့လည်းသုံးတယ်အဲ့ဒီနောက်မှာဘာလို့ရှိတော့သောကရှိတယ်ပြောရင်ဒါလောဘရဲ့နောက်မှာသောကရှိတယ်သောကဆိုတာတေကိုကောက်ရင်ဒေါသဟောဘယ်လောက်နီးနေသလဲဘုန်းကြီးတို့မရခြင်းသလောက်မစိုးရိမ်ဘူးအလွန်လဲရဲခြင်းတယ်မလိုချင်တဲ့လူကရန်တတိကောင်းတယ်လိုချင်တဲ့လူကသာကြောက်တယ်အခုဘုန်းကြီးတို့ဘွားကြောက်တယ်ဒီဟာကြောက်တယ်ဆိုတာဘွားကိုရန်ဖက်တွေ့တဲ့လူဥပါဒံအာကြီးတဲ့လူတွေကြောက်တာပဲလေသူပြက်မှာကြောက်တာပဲနော်ပြက်တဲ့အမျိုးကြီးကိုပဲမပြက်စေခြင်းဘူးလို့ဖြစ်နေတာဟုတ်စိတ်ကသဘောပေါက်လားဘုန်းကြီးပြောတာအဲ့တော့ဒီငြိမ်းအေးဖို့ဆိုတာလေးကိုအခြေခံကြနားလည်ဖို့ဘာကြောင့်မငြိမ်းတာတော့လောဘဒေါသမောဟဖြစ်နေလို့မငြိမ်းတာဒါကြောင့်မအေးဘူးအဲ့တော့ငြိမ်းအေးခြင်းလို့ရှိရင်ဘယ်သူ့ကိုအရင်စပြီးတော့ဖြိုရမှာတော့လို့မင်းအဝိဇ္ဇာမသိမှုကိုအရင်ဖြိုရမှာမသိမှုကိုဖြိုခြင်းလဲသိမှုနဲ့သာလင်ဖြိုလို့ရတာသိအောင်လုပ်ရတယ်အဲ့ဒီသိတာကိုပဲပညာလို့ပြောတာနော်ဒီအမိုက်အမှောင်ကိုဖယ်ခြင်းတယ်ဆိုရင်အလင်းအလွဲလို့ဘယ်ရာနဲ့မှဖယ်လို့မရဟုတ်တယ်မဟုတ်လားဒီမိန်ပြမီးအောင်လေးလင်းအလင်းလေးရှိနေမိန်ပြလေးတော့မြင်ရတယ်အလင်းကလည်းအဆင့်ဆင့်ရှိရနော်
ငါးဝက်လောက်မီးသီးလေးထွန်းတာတယ်ဟာရိုးရိုးရိတ်တိတ်လေးသွားလာနေတာတော့မြင်ရတယ်ဟုတ်တယ်မဟုတ်လားဒါပေမဲ့မီးကတကယ်ကိုလင်းထိန်လာပြီဆိုရင်အကုန်လုံးတဲတဲကွဲကွဲခခနနမြင်ရတယ်အဲ့ဒီသဘောမျိုးပဲပညာကိုအဆင့်ဆင့်မြင့်အောင်ဘုန်းကြီးတို့လုပ်နိုင်လို့ရှိရင်မသိမှုဟာနည်းနည်းသွားတယ်အဲ့ဒီမသိမှုနည်းသွားလေနော်ရခြင်းမှုအလုံးကြမ်းမှုဒါတွေပါနည်းသွားပြီးတော့ဘဝကအဲ့ဒီမှာငြိမ်းအေးမှုကိုဘုန်းကြီးတို့စတင်ပြီးတော့နားလည်စားပြုလာတယ်ဟုတ်လားအဲ့တော့အပူကိုလျော့နေအောင်လျှော့ရင်းနဲ့ဘုန်းကြီးတို့ကငြိမ်းအေးမှုကိုဘာလို့မလုပ်ရှားရမယ်လုံးဝဘုန်းကြီးတို့မျှော်လင့်ချက်ထားရမှာဥတီချက်ထားရမှာတော့လောဘဒေါသမောဟလုံးဝချုပ်ဆုံးရေးပေါ့သူချုပ်ဆုံးသွားပြီဆိုလို့ရှိရင်သူ့ကြောင့်ဖြစ်မဲ့ဘဝဟာဆက်ဖြစ်เสียအကြောင်းမရှိတော့ဘဝမီးပါသူကငြိမ်းတယ်လို့ပြောရတယ်ဟုတ်လားအဲ့ဒီလိုငြိမ်းအေးမှုကိုရဖို့အတွက်ဘုန်းကြီးတို့ဘာရှိရမလို့ပညာရှိရမယ်အဲ့ဒီပညာအမှန်သိမှုဘာကိုသိတာတုံးလို့မေးရင်ဒီဘဝဖြစ်စဉ်ဘဝဆိုတဲ့စကားလုံးလေးကဖြစ်ချင်းတရားလို့အဓိပ္ပာယ်ရတယ်ဖြစ်နေတဲ့သဘာဝတွေရဲ့သဘောတဘာဝကိုအမှန်တိုင်းသိတာမြင်နေတာဘဝဖြစ်တာခေါ်တယ်ကြားနေတာဖြစ်နေတာဖြစ်ချင်းတရားတွေမြင်ကြားနာစားထိတွေးအကြမ်းမြင်6အုပ်စုအဲ့ဒီ6အုပ်စုဖြစ်တာကိုအကြောင်းပြုပြီးတော့ချမ်းသာတဲ့ဆင်းရဲတဲ့အစရှိတဲ့ဝေဒနာတွေဖြစ်တာရှိတယ်ဒါပါတွေပြောနေတာဘုန်းကြီးကဘဝအဲ့ဒီဘဝကိုအမှန်တိုင်းသိအောင်တရားအထုတ်ရဘလို့အထုတ်မလို့သတိထားတာကြည့်တာသူ့ကိုလိုက်ကြည့်စောင့်ကြည့်ဘာမှကိုယ့်ရဲ့တွေးတောထင်မြင်ယူဆချက်တွေပါဝင်ပတ်သက်မှုမရှိစေဘဲနဲ့ရိုးရိုးလေးအရှိကိုအရှိအတိုင်းမှတ်တမ်းတင်တဲ့သဘောမျိုးလေးသူ့ကိုစောင့်ကြည့်လို့ရှိရင်သူ့သဘောကိုတဖြည်းဖြည်းနဲ့နားလည်လာလိမ့်မယ်သူကဘလို့ဖြစ်သွားတတ်တဲ့အရာလေးလဲဘလို့ဖြစ်ပေါ်လာတာလဲအဲ့ဒါသူ့ကိုကြည့်တယ်ဆိုတာအဲ့ဒါသတိထားတာကိုပြောတာကြည့်လို့သူ့သဘောကိုအထိုက်လျောက်မြင်လာတယ်နားလည်လာတယ်ဆိုတာအခုပြောနေတဲ့ပညာသဘောကိုပြောတာသတိတရားဖြင့်ပညာကိုရှားရတယ်အဲ့ဒီပညာရှိလာရင်ရှိလာသလောက်မလုပ်လာမလို့ငြိမ်းအေးမယ်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီငြိမ်းအေးမှုနောက်ဆုံးဒုက္ခនិရောဓဒုက္ခမီးတွေငြိမ်းသွားတယ်ချုပ်ငြိမ်းသွားတယ်ဆိုတဲ့ဥစ္စာကိုတကယ်ရကျင်တယ်ဆိုလို့ရှိရင်ဘဂင်၈ပါးကိုပွားမယ်လို့အပြည့်အစုံသင်ပေးတယ်ပေါ့နော်တကယ်လက်တွေ့ကျင့်တယ်ဆိုတဲ့နေရာမှာတော့သူကသတိကိုဦးစီးပြီးတော့ဝရိယနဲ့ပညာနဲ့ကြိုးစားကြရတဲ့သဘောပေါ့ဖြစ်စဉ်တွေကိုအမြဲတမ်းလိုက်ပြီးတော့ကြည့်ဝင်လေထွက်လေကိုကြည့်မယ်သွားရထိုင်လျောင်းအခြေအနေရရကိုကြည့်မယ်အသေးစိတ်အမူအရာလေးတွေကိုကြည့်မယ်ကိုယ့်ရဲ့ခံစားမှုဘလို့ဖြစ်နေသလဲဆိုတာကိုကြည့်မယ်စိတ်ကူးစိတ်သန်းတွေကိုကြည့်မယ်ဒါသတိပဋ္ဌာန်တရား၄ပါးကိုဘုန်းကြီးကအချင်းချုပ်ပြီးတော့ပြောတာဒါပေမဲ့မြတ်စွာဘုရားတော့မဂ်ကင်၈ပါးဆိုတဲ့အသုံးနှုန်းလေးနဲ့ဟောတယ်အဲ့ဒီမဂ်ကင်၈ပါးကိုပွားများရင်ဒုက္ခရဲ့အကြောင်းတရားတွေကိုပယ်တတ်နိုင်တဲ့အတွက်ကြောင့်ဒုက္ခမီးတောက်တွေဟာချုပ်ငြိမ်းရတယ်ဒါကြောင့်မဂ်ကင်၈ပါးဆိုတဲ့လမ်းစဉ်ဟာအလွန်မှမြင့်မြတ်တယ်သဗ္ဗညုတဉာဏ်ရှင်သမ္မာသမ္ဗုဒ္ဓဘုရားများပွင့်လာမှသာလေသိခွင့်ရတဲ့နိလန်းပေါ့နော်ငြိမ်းအေးခြင်းရဲ့အမှန်သိတနည်းအားဖြင့်ပညာဖြင့်ငြိမ်းအေးစေဆိုတာအဲ့ဒါကိုပြောတာမဂ္ဂင်၈ပါးကိုပွားများခြင်းဖြင့်သတိပဋ္ဌာန်တရား၄ပါးကိုပွားများခြင်းဖြင့်အသိဉာဏ်ပညာကိုထက်မြက်အောင်ဘုန်းကြီးတို့ကြိုးစားအားထုတ်ရမယ်အသိဉာဏ်ပညာထက်မြက်လာတာနဲ့အမျှဘဝဟာငြိမ်းအေးလာမယ်ဟုတ်လားဒါကြောင့်ကိုယ်ဘဝကြီးပူလောင်လိုက်တာရှုပ်ထွေးလိုက်တာညှဉ်းနှွမ်းလိုက်တာလို့အဓိကတော့စိတ်ကိုပြောနေတာပါပဲဟုတ်လားအဲ့ဒါလိုခံစားရပြီဆိုရင်ငါဆေးကြောအောင်မှဖြစ်မယ်ငါညှိမ့်သက်အောင်မှဖြစ်မယ်ငါမီးတော့လျှော့အောင်မှဖြစ်မယ်ငါရှင်းလင်းအောင်လုပ်အောင်မှဖြစ်မယ်လို့ဘုန်းကြီးတို့ကမှန်ကန်ကန်မလုပ်ရမှာတော့သဘောပေါက်ရမယ်ဟုတ်လားပထမပြောလိုက်တာကမေတ္တာရဲ့အစွမ်းကိုပြောတာနော်အခုပြောနေတာပါတော့ပညာရဲ့အစွမ်းကိုပြောတာမြတ်စွာဘုရားတစ်ခါမှာနော်ရှင်နန္ဒာအမှုရှိတဲ့တန်ဃာတွေနဲ့ဒေသစာတွေကြွားရင်းနဲ့မိထီလာမြို့နားကိုရောက်တဲ့အခါတောအုပ်တစ်ခုတည်းဝင်ပြီးတော့တစ်ပင်ရင်တစ်ပင်မှာတော့ခင်းထားတဲ့နေရာမှာမြတ်စွာဘုရားထိုင်ပြီးတော့မြတ်စွာဘုရားတနေရာကိုကြည့်ပြီးတော့ပြုံးတော်မူတဲ့အချိန်မှာရှင်နန္ဒာမေးလို့မြတ်စွာဘုရားတော့ဒီနေရာမှာတဲ့တစ်ချိန်တုန်းကမဂဒေဝဆိုတဲ့မင်းကြီးဖြစ်ခဲ့ဘူးတယ်ပေါ့အဲ့ဒီမင်းကဒီပြင်လူမဟုတ်ဘူးဘုရားလားမြတ်စွာဘုရားသူ့เจ้าသူပြန်ပြောတာပါပဲအဲ့ဒီမဂဒေဝမင်းကြီးဖြစ်တုန်းကသူ့ရဲ့ဆတ္တာတွေကိုသူကပြောထားတာငါကောင်းကဆယ်ပင်ပြူတစ်ချောင်းပေါက်လို့ရှိရင်ငါ့ကိုအတိပေးပါလို့ပြောထားတာနော်သူခေတ်ကလူရဲ့တက်တန်းဟာအလွန်မှရှည်လျရတယ်နော်ကလေးဘဝနဲ့နှစ်ပေါင်း8400လောက်နေတယ်နော်မင်းသားဘဝနဲ့နှစ်ပေါင်း8400လောက်နေတယ်ဘုရင်ဘဝနဲ့နှစ်ပေါင်း8400နေတယ်နောက်ဒီမေတ္တာကရုဏာမုဒိတာဥပေက္ခဗြဟ္မဝိဒါတရား၄ပါးကျင့်ပြီးတော့ဇန်ချမ်းသာနဲ့နှစ်ပေါင်း8400လောက်နေတယ်နှစ်ပေါင်း8400 ၄ချိန်လောက်
အသက်ရှည်ခွင့်ရတဲ့ကာလပါနော်အဲ့တော့ဆပင်ဖြူကတော်တော်နဲ့မပေါဘူးလေဒါပေမဲ့ तू ကတခါတည်းအချက်ပြထားတယ်ဆက်တာတယ်ဆံမုတ်စိတ်ကိုပြင်တဲ့လူဆပင်ဖြူတစ်ချောင်းပေါက်ရင်ငါ့ကိုပြောကာလကြာလာတဲ့အချိန်မှာဆပင်ဖြူတစ်ချောင်းပေါက်တာကိုတွေ့တယ်တွေ့တော့အဲ့ဒီဆက်တာတယ်ကအဲ့ဒါကိုရွှေမွေးညက်လေးနဲ့နှုတ်ပြီးတော့ဘင်ကြီးရဲ့လက်ထဲကိုထည့်ပေးတယ်ဒါဘင်ကြီးရဲ့ခေါင်းကပေါက်တဲ့ဆပင်ဖြူပါအဲ့ဒီမှာဘုရားလုံးကအော်ငါ့ကိုသေမင်းကသူ့မင်းကိုငါနိုင်ပြီဆိုတဲ့အနေနဲ့ငါကောင်းမို့ဒါအလံထူသွားတာငါမင်းကိုနိုင်ပြီဒီပိုင်တဲ့ဟာငါပိုင်တဲ့ဖြစ်တယ်ဆိုတာကိုအတိအမှတ်ပြုသွားတာနော်ဆပင်ဖြူပေါက်တာကိုငါပိုင်တဲ့ဖြစ်သွားပြီအတိအမှတ်ပြုအလွန်ထိတ်လန့်တယ်တဲ့နော်ဝလဲတော့အင်ကြီးတွေပစိုးတွေများရေညှစ်လို့ရမတတ်ချွေးတွေပါလေထွက်တံဝေခပါနော်အဲ့ဒါနဲ့ဘာလုပ်တုံဆိုတော့အဲ့ဒီနေ့တင်ပဲသားအကြီးဆုံးကိုခေါ်ပြီးတော့ဌိနန်းကိုလွှတ်အပ်တယ်ငါဒီတရက်ဥယျာဉ်ထဲမှာမေတ္တာကရုဏာမုဒိတာဥပေက္ခဗြဟ္မဝိဟာရ104ပါးပွားပြီးတော့နေမယ်မင်းဒီတိုင်းရေးပြည်အားလုံးကိုတာဝန်ယူရမယ်ဆိုတော့ဌိနန်းကိုတခါလဲလွှတ်အပ်တယ်လွှတ်အပ်ပြီးတော့သူဘာပြောတော့ဆိုတော့မင်းလည်းပဲငါအရွယ်ရောက်လာတဲ့ချိန်မှာမင်းရဲ့အကြီးဆုံးသောသားကိုဌိနန်းအပ်ပြီးတော့ငါလမ်းစဉ်ကိုမင်းလိုက်ရမယ်မင်းလည်းပဲဆပင်ဖြူတစ်ချောင်းပေါက်လို့ရှိရင်မင်းသားကိုဌိနန်းအပ်ပြီးတော့ငါလုပ်တယ်လို့မျိုးတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းတာကိုဘာခေါ်တော့မေတ္တာတတ္တဝါတွေကိုဆင်းရဲဒုက္ခကလွတ်စေခြင်းတာကိုကရုဏာတတ္တဝါတွေအစဉ်ပြေတာချမ်းသာတာကိုဝမ်းသာနိုင်တာကိုမုဒိတာတတ္တဝါတွေဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေအဲ့ဒီဆင်းရဲမှုချမ်းသာမှုဟာကိုယ်စိတ်ကိုတုံလှုပ်အောင်မလုံနိုင်အောင်စိတ်ဓာတ်ကိုကြန့်ခိုင်အောင်တိဆောက်ထားနိုင်တာကိုဥပေက္ခဟုတ်လားအဲ့ဒီတရား၄ပါးကိုပွားအဲ့တော့ဇံရနှစ်ပေါင်း8400အဲ့ဒီတရက်ဥယျာဉ်ထဲမှာပဲနေတယ်အသေးတဲ့အခါကျတော့ဗြဟ္မပြည်ရောက်တယ်အဲ့ဒါမင်းပေါင်းအစဉ်ဆက်ပေါင်းများစွာအဲ့ဒီလမ်းစဉ်ကိုလိုက်တယ်ဟုတ်လားအဲ့ဒါနောက်တော့ကာလဘယ်လောက်ကြာလာသလဲဘုရားလောင်းကဗြဟ္မပြည်ကနေစုတည်ပြီးတော့သူကကြည်တာပေါ့အစဉ်အဆက်ပြတ်တော့မယ်ပေါ့နော်ဒါကြောင့်ငါစခဲ့တဲ့ဒီကောင်းတဲ့အစဉ်လာလေးကိုငါကိုယ်တိုင်ပဲပြန်ပြီးတော့အဆုံးသတ်မယ်ဆိုပြီးတော့အဲ့ဒီမိထီလာပြည်မှာလူလာဖြစ်တယ်ဘုန်းကြီးတို့လှဲဘိန်းကိုပေါ်တံပတ်ကလေးပတ်ထားတယ်ဟုတ်လားတံပတ်ပတ်တယ်ဆိုတာအစကိုအဆုံးကပြန်ပြီးတော့ဆက်လိုက်တဲ့သဘောပေါ့နော်အဝိုင်းလေးဆိုတာအစကိုအဆုံးကပြန်ဆက်လိုက်တယ်အဲ့ဒီသဘောမျိုးဖြစ်လို့မို့ဒီမင်းသားလေးကိုနိမိမင်းသားနိမိဇက်လို့လည်းတချို့ပြောရတယ်ရှိနိမိမင်းသားဆိုဟုတ်လားအဲ့တော့ဘုရားလားမဂရေဝမင်းကြီးကစပြီးနိမိမင်းသားမင်းမောမှာအဆုံးသတ်မှာအဲ့ဒီနိမိမင်းရဲ့သားကဘယ်သူတုံးဆိုတော့ကလာရဇနကအဲ့ဒီကလာရဇနကကိုဒီနိမိရှင်မင်းကြီးကသူကဘုံအလွန်ကြီးတယ်ဘုရားလောင်းကနော်လူဘဝနဲ့သူကငရဲပြည်တို့နတ်ပြည်တို့တောင်သူကရောက်အောင်သွားနိုင်တဲ့အခြေအနေလို့ဇတ်တော်ထဲမှာအဲ့တိုင်သူကအတီလင်းဟောထားတယ်ဟုတ်လားအဲ့ဒီနိမိမင်းကြီးကသူစပင်မျိုးပေါက်တဲ့အခါကျတော့သူသားကလာရဇနကကိုရှေးကဘုရင်တွေရဲ့ထုံးစံအတိုင်းမင်းလည်းပဲစပင်မျိုးတွေပဲပေါက်လို့ရှင်မင်းသားကိုထိနှက်အပ်ပြီးတော့မြတ်သောအကျင့်ဆိုတာကဗြဟ္မဝိဟာရ104ပါးကိုပြောတာအဲ့ဒါကိုကျင့်သုံးပြီးတော့နေရဲဆိုပြီးတော့မှားထားခဲ့တယ်အဲ့ဒီကလာရဇနကစပင်မျိုးပေါက်လာတယ်သူသားကိုထိနှက်မအပ်ဘူးနော်အစင်ဆက်အကောင်းစားကိုမလုပ်ပြလိုက်တာတော့မလိုက်နာခြင်းအဖြစ်ချိုးဖောက်ပလိုက်တယ်ပေါ့နော်အဲ့ဒါသူအသက်သေးသေးအထိဒီတိုင်းပဲကာမဂုဏ်တော်မှာပဲနေသွားတယ်သူသားကိုထိနှက်ပါဘူးအဲ့ဒီဖြစ်ရကိုမြတ်စွာဘုရားရှင်အနန္ဒာကိုပြောပြတာအနန္ဒာတဲ့ကလာရဇနကဟာသူ့ဘိုးဘေးစင်ဆက်ကဆင်းသက်လာတဲ့ကောင်းမွန်တဲ့အလေးအကျင့်ကိုသူဟာဖြစ်စည်းတာသူအဆုံးစွန်သောယောက်ျားနော်ကောင်းတာကိုဖြတ်တယ်လို့ပေါ့နော်ဒါပေမဲ့လို့သူကောင်းတာကိုဖြတ်လိုက်လို့လွဲချော်တာဗြဟ္မဝိဟာရ104ပါးနဲ့လွဲချော်ရယုံမျှတာဖြစ်တယ်ဗြဟ္မပြည်မရောက်ယုံမျှတာဖြစ်တယ်အခုငါဖျားဖြစ်လို့နော်ဒုက္ခនិရောဓငြိမ်းအေးခြင်းရဲ့အကြောင်းတရားမဂ်ခင်၈ပါးသတိပဋ္ဌာန်တရားလမ်းစဉ်အထူးသဖြင့်မဂ်ခင်၈ပါးခေါ်ပါတယ်အဲ့ဒီမှာအဲ့ဒီမဂ်ခင်၈ပါးလမ်းကိုငါချမှတ်ထားတယ်ဒါဒုက္ခនិရောဓဒုက္ခမီးတောင်ငြိမ်းဖို့အတွက်တခုတည်းသောနိလန်းအဲ့ဒီနိလန်းကိုမလစ်ကျင့်ဘူးမလိုက်နာဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာလည်းငါဖျားရဲ့အဆုံးစွန်သောယောက်ျားအဲ့ဒီလူရဲ့ထိခိုက်မှုဆုံးရှုံးမှုကပိုပြီးတော့ကြီးကျယ်တယ်ကလာရဇနကဟာဘိုးဘေးစင်ဆက်အစဉ်အလာကောင်းတွေကိုဖျက်ဆီးလို့သူဆုံးရှုံးသွားတာဟာဗြဟ္မပြည်မရောက်ယုံဗြဟ္မဝိဟာရ104ပါးနဲ့ဆုံးရှုံးရယုံပဲအခုမဂ်ခင်၈ပါးကိုမကျင့်ဘူးဆိုလို့ရှိရင်တော့ဆုံးရှုံးမှုဟာအလွန်ကြီးကျယ်တယ်
ဘာဆုံးရှုံးမအောင်ဆိုဒုက္ခនិရောဓနိဗ္ဗာန်နဲ့လွဲမယ်ပေါ့နော်ဒုက္ခပဲဆက်ပြီးဒုက္ခကိုရပ်တန့်ခွင့်ရှိပါလဲနဲ့သူမရပ်တန့်လိုက်နိုင်ဘူးဒီသဘောကိုပြောတာနော်အဲ့ဒီသုတ်တံကိုဘုန်းကြီးတို့ကြည့်မယ်ဆိုလို့ရှိရင်ဘာနဲ့ပါကိုရှင်းပြထားတာကိုဘုန်းကြီးတို့မြင်နိုင်မလဲမေတ္တာနဲ့ပညာကိုရှင်းပြထားတာလို့မြင်နိုင်တယ်ပညာဆိုတာဒီနေရာမှာမိုက်ခင်၈ပါးကိုတော့တမာဒိဋ္ဌိကခေါင်းဆောင်တာကိုတမာဒိဋ္ဌိဆိုတာတရားကိုကောက်ရင်ပညာပဲလေဟုတ်လားအဲ့တော့ပညာတရားကသာလေဒုက္ခကိုတကယ်တမ်းအဆုံးသတ်ပေးနိုင်ပါနော်ရင်မှာလောင်နေတဲ့မီးကိုသူကသာလေညှိသက်ပေးနိုင်ပါသူကသာလေယွန်နေစေပါမေတ္တာတရားကတတ္တဝါကိုစောင့်ရှောက်နိုင်တာထက်ပညာတရားကတတ္တဝါကိုစောင့်ရှောက်တာကပိုပြီးတော့ကြီးကျယ်တယ်ဒီသဘောလေးကိုထင်ရှားအောင်ဘုန်းကြီးကအဲ့ဒီသုတ်တန်လေးကိုအနှစ်ချုပ်ပြီးတော့ပြောပြတာဟုတ်လားဒါပေမဲ့ဘုန်းကြီးတို့ကဘဝဒုက္ခချုပ်ငြိမ်းအောင်လုပ်မဟဲ့ဆိုပြီးတော့နော်ယဟန္တာဖြစ်အောင်လုပ်မဟဲ့ဆိုပြီးတော့မြင့်မြတ်တဲ့စိတ်ထားနဲ့လုပ်နိုင်တဲ့လူဆိုတာတရားမရှိဘူးဘဝဒုက္ခငြိမ်းစေရမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတဲ့လူတောင်ရှိဖို့မလွယ်ဘူးဟုတ်တယ်မို့လားတဘဝပြီးတဘဝသွားနေကြအောင်မှာပဲအများစုကစဉ်းစားကြည့်တဲ့ကိုယ့်ရဲ့စိတ်ကူးလေးပေါ့နော်ဘယ်လောက်ထိဘာတွေမျှော်မှန်းတော့ဘာတွေရည်ရွယ်ချက်ချတာတော့ဒီဘဝပို့ပြီးတော့အစဉ်ပြေတဲ့ပြေရေးဟုတ်တယ်မို့လားဒီဘဝစားရည်ဝေရည်နေအစဉ်ပြေတဲ့ပြေရေးကိုင်တကြီးလာပြီးသေတော့မယ်ဆိုရင်တော့ဘာလာမလို့ကောင်းတဲ့ဘဝလေးရပါစေဟုတ်တယ်မို့လားရုံညံ့တဲ့ဘဝကြီးတော့မရောက်ပါစေနဲ့အဲ့ဒါပြီးရင်ရှစ်တက်သေးသလားအများစုကမတက်တော့ပါဘူးဟုတ်တယ်မို့လားဘဝထဲမှာအစဉ်ပြေဖို့ပို့ပြီးတော့ကောင်းမွန်တဲ့ဘဝတစ်ခုကိုရဖို့ဘဝဒုက္ခချုပ်ငြိမ်းရေးဆိုသည့်အထိသွားတဲ့လူကအလွန်မှနေအဲ့ဒါဘုန်းကြီးပြောချင်တာကဘာတော့ဒီလူတွေအကုန်လုံးဒီလူတွေမှမဟုတ်ပါဘူးဘယ်လူပဲဖြစ်ဖြစ်ပုံကြည့်ရတာကတဘဝပြီးတဘဝသွားကြအောင်မယ်ပုံနေနော်သွားကြအောင်ပါနော်အဲ့တော့သွားကြအောင်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ကအစဉ်ပြေပြေသွားနိုင်ဖို့လိုမယ်ပေါ့အစဉ်ပြေပြေသွားနိုင်ဖို့ဆိုရင်ကံကောင်းဖို့လိုမယ်ကံကောင်းဖို့ဆိုလို့ရှိရင်စိတ်ထားကောင်းဖို့လိုမယ်စိတ်ထားကောင်းမှကံကောင်းနိုင်တာဟုတ်လားအဲ့ဒီစိတ်ထားကောင်းဖို့ဆိုလို့ရှိရင်ဒီမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗြဟ္မဝိဟာရတရား၄ပါးအလွန်မှစိတ်ကိုကောင်းမွန်စေတယ်အထူးသဖြင့်မေတ္တာတရားမေတ္တာတရားသည်စိတ်ထားကောင်းကိုဖြစ်စေတယ်စိတ်ထားကောင်းသည်ကံကောင်းစေတယ်ကံကောင်းမှုသည်ဘဝတန်တရားတစ်လျှောက်အစဉ်ပြေမှုတွေဖြစ်စေလိမ့်မယ်အများစုကဒီလောက်ပဲမှန်းကြတာနော်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဘဝထဲမှာအစဉ်ပြေခြင်းစိတ်ကောင်းတာဘဝဒုက္ခကလွတ်မြောက်ခြင်းတယ်ဆိုရင်တော့အမှန်သိရမယ်ကိုယ်ဘယ်ဆင်လဲဆိုတာလဲကိုယ့်ကိုယ်ဘာလုပ်ရမလို့စီစစ်ရမယ်ဟုတ်လားဒါကြောင့်မေတ္တာတရားရဲ့အကြောင်းကိုလည်းနားမလည်လို့မရဘူးကိုယ့်ရဲ့အခြေအနေကမေတ္တာတရားရဲ့ပံ့ပိုးမှုနဲ့မေတ္တာတရားရဲ့စောင့်ရှောက်မှုနဲ့ပွားရမယ့်အနေအထားလေးတွေကနော်ကြီးကြီးမားမားရှိနေတယ်ဆိုတာလည်းဘာလို့မလို့မြင်ရမယ်ပညာတိနော်တက်လှမ်းပြီးတော့ဘဝဒုက္ခချုပ်ငြိမ်းအောင်လုပ်မယ်ဟေးဆိုရင်တော့အတိုင်းထက်လွန်ပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့အလိုဆန္ဒကအဓိကအဲ့ဒါမြတ်စွာဘုရားဆုံးမတဲ့အဆုံးအမတွေရဲ့အဓိကလိုရင်းကဘဝဒုက္ခချုပ်ငြိမ်းရေးဘဝထဲမှာအစဉ်ပြေရေးဆိုတာတော့သွားရင်ဟန်လွယ်မဟုတ်ဘူးတော့မဟုတ်ဟောပါတယ်အဲ့ဒါလည်းအများကြီးဟောပါတယ်ဒါပေမဲ့ဘဝဒုက္ခချုပ်ငြိမ်းရေးကိုဟောတဲ့ဒေသနာတွေနဲ့ရှင်းလိုက်မယ်ဆိုရင်အဲ့ဒါဘာမှသိပြီးတော့ဘာပြောပါတော့ဘူးပိဋကသုံးပုံကိုလေ့လာကြည့်လို့ရှိရင်ဘဝဒုက္ခချုပ်ငြိမ်းရေးကိုပဲအဓိကထားပြီးတော့ဟောတာကိုတွေ့ရတယ်ဟုတ်လားအဲ့တော့ဒါကဘာပြောတာတော့နော်ပညာဖြင့်ငြိမ်းအေးစေမသေးခင်မှာလည်းပဲလောဘဒေါသမောဟတို့ကြောင့်ပူအပ်လောင်ရတဲ့အနေအထားတွေကိုမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာနဲ့ဘုန်းကြီးတို့ဟာယုံနေအောင်ကြိုးစားရမယ်အထူးသဖြင့်ပြီးဆုံးသွားခြင်းဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာပြီးဆုံးသွားနေတာဆိုတဲ့အမှန်တရားကိုသိတဲ့အနိစ္စကိုသိတဲ့ဉာဏ်ပညာကိုရှင်းချက်အောင်လုပ်ဒါသိပြီးတော့အလှမ်းဝေးတာမဟုတ်ဘူးနော်ဟုတ်လားဘုန်းကြီးတို့ကြိုက်မကြိုက်ဖြစ်နေတဲ့အရာတွေဘာဖြစ်နေတာတော့တစ်လျှောက်ပြီးဆုံးလိုက်နေတာပဲလေဟုတ်တယ်မဟုတ်လားနောက်ဖြစ်လာမယ့်အရာတွေလည်းပါတော့ဒီလိုပဲပြီးဆုံးသွားအောင်ပါပဲဒီအမှန်တရားကိုသိတာပါတော့ပညာအဲ့ဒီပညာဟာအခုလောလောဆယ်ဒီဘဝမှာကိုယ်စိတ်ကိုပူအောင်လောင်အောင်ရှုမြိုက်နေတဲ့အရာကိုအများကြီးညှော်နေစေတယ်အဲ့ဒါကိုလက်တွေ့ထောက်ခံနိုင်အောင်ကြိုးစားကြည့်ပြောရင်တာကအနိစ္စကိုသိတဲ့ဉာဏ်နဲ့ကိုယ့်ရဲ့ဘဝကိုစူးစူးဝါးဝါမပူလောင်စေနဲ့လို့ပြောတာအဲ့ဒီဉာဏ်မရှိရင်ပူလောင်မှာနော်အနိစ္စကိုသိတဲ့ဉာဏ်အားနည်းမယ်ဆိုရင်ဘာလို့မလို့ပူလောင်ရလိမ့်မယ်ဘဝကတို့ဘာတွေရှိဘာတွေရအောင်ရှာထားနိုင်သိကြတယ်အဲ့ဒီဉာဏ်မရှိဘူးဆိုရင်ဥက္ကပူရလိမ့်မယ်လောင်ကိုလောင်ရလိမ့်မယ်အကြောင်းမျိုးကြောင့်စိတ်ဟာတော့ကိုယ်ကိုပူလောင်အောင်ပူလောင်ကြောင်းတွေကိုသူဖန်တီးရင်းနဲ့ပူလောင်မှုကိုခံစားရလိမ့်မယ်ဟုတ်လား
ဒါကြောင့်ငြိမ်းအေးခြင်းနဲ့ဆိုရင်ဘုန်းကြီးတို့ကပညာရှိအောင်လုပ်ကိုလုပ်ရလိမ့်မယ်ဒါကြောင့်ပညာဖြင့်ငြိမ်းအေးစေတရားကောင်းစဉ်လေးထဲမှာအဓိပ္ပာယ်တွေအများကြီးပါသွားပြီနော်မေတ္တာဖြင့်ချမ်းသာစေပညာဖြင့်ငြိမ်းအေးစေငါပြောကောင်းကောင်းနဲ့ပြောနေတဏှာကြီးနည်းနည်းတောင်ပို့သွားပြီနော်အဲ့တော့3နာရီကိုအခန်းကပြန်အမှာလားဟုတ်လားအဲ့လိုဆိုလို့ရှိရင်အဆုံးသတ်ကြဆိုနော်မေတ္တာဖြင့်ကိုယ့်ရဲ့ဘဝကိုချမ်းသာအောင်ဆောင်ရွက်နိုင်ကြတယ်ပညာဖြင့်ကိုယ့်ရဲ့ဘဝကိုငြိမ်းအေးအောင်ဆောင်ရွက်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း